ဟုတ်ကဲ့ခင်ဗျာ Real Voice မြန်မာ Political Platform မြန်မာမှာကြိုဆိုပါရစေမြန်မာနိုင်ငံနဲ့ကမ္ဘာတော်မှာရှိကြတဲ့မြန်မာပြည်သူအပေါင်းပေါ့နော်စိတ်ချမ်းသာကိုယ်ချမ်းသာတဲ့နေ့တစ်နေ့ဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ကျွန်တော်ကတော့ Real Voice မြန်မာ Political Platform ကနေပြီးတော့အစီအစဉ်တင်ဆက်သူမျိုးအောင်ထွေးဖြစ်ပါတယ်ပေါ့ဒီနေ့မှာတော့ကျွန်တော်တို့ Real Voice မြန်မာ Political Platform မှာကနေပြီးတော့တင်ဆက်နေကြဖြစ်တဲ့နွေဦးတော်လိုင်းစိတ်ခုံမြောက်ရင်ဆိုင်ကြော့ဖြတ်ချင်းဆိုတဲ့အစီအစဉ်မှာပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ထားသူကတော့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလည်းဖြစ်ပါတယ်ကိုနေဖုံးလည်းမင်္ဂလာပါခင်ဗျဟုတ်ကိုမျိုးအောင်တွေမင်္ဂလာပါဗျဟုတ်ကဲ့နေကောင်းပါလားမသိဘူးကျွန်တော်တို့မကောင်းတွေ့ရလဲကြာပြီဆိုတော့လေဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့မှာအဓိကထားပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်မကြသေးခင်တော့ကျွန်တော်တို့အညာဒေတာမှာပေါ့နော်အညာဒေတာမှာဖြစ်ပျက်သွားတဲ့အကြောင်းအရာတချို့ရှိတယ်အဲ့ဒါကတော့ MOD လက်အောက်မှာရှိတဲ့PDF အချို့နဲ့ပြီးတဲ့အခါကျတော့ဒေတာကန်မှာပေါ့နော်အခြားသောပေါ့နော်တပ်ဖွဲ့ပေါ့တော်လိုင်းတပ်ဖွဲ့လိုပဲဆိုကြပါတော့တော်လိုင်းတပ်ဖွဲ့တချို့နဲ့ဂျားထဲမှာပဋိပက္ခလေးဖြစ်သွားတယ်အဲ့ပဋိပက္ခလေးပေါ်မှာမူတည်ပြီးတော့လည်းအတန်ကတော်တော်လေးစူးစူးညံ့ညံ့ဖြစ်ခဲ့တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်ရှိ NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ဘာတွေဆောင်ရွက်နေတယ်ပြီးတော့ဒါတွေနဲ့ပတ်သက်တဲ့အခါကျတော့ဘယ်လိုသဘောထားတွေရှိတယ်ဘယ်လိုလုပ်ငန်းစဉ်တွေလုပ်နေတယ်ပြီးတော့ကျွန်တော်တို့ဟာဘယ်လိုမူဝါဒတွေကင်ဆွဲပြီးတော့ဆောင်ရွက်နေတာဖြစ်တယ်ဆိုတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းသိဖို့အတွက်ကိုနေဖုံးလာကိုကျွန်တော်ဖိတ်ခေါ်လိုက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကိုနေဖုံးလာကိုကျွန်တော်တို့ကိုမေးချင်တာကပေါ့နော်ဆွေးနွေးချင်တာကဒါက NUG ရဲ့ဟိုကွက်ကဲမှုစနစ်ရဲ့အပြင်ဘက်မှာရက်တီလှုပ်ရှားနေတဲ့တော်လိုင်းအင်အားစုတွေပေါ့နော်အဲ့ဒီအင်အားစုတွေဟာပေါ့နော်ဒီသူတို့အနေနဲ့ NUG ကတော့သူတို့ကိုလက်အောက်ခံအဖွဲ့အစည်းသူတို့ရဲ့ COC လက်အောက်ခံအဖွဲ့အစည်းဖြစ်ဖို့အတွက်ကို NUG ကဖိအားပေးနေတယ်လို့သူတို့အနေနဲ့ခံစားနေရတယ်လို့မြင်နေပေါ့နော်မြင်နေအဲ့ဒီအတန်ကြီးလဲကျွန်တော်တို့တော်တော်ကြားရတယ်ပေါ့နော်အဲ့တော့ NUG အနေနဲ့ဒီ local PDF တွေပေါ်မှာပေါ့နော်ဘယ်လိုမျိုးသဘောထားလဲဘယ်လိုမျိုးမြင်လဲမိဖက်တော်လိုင်းအဖွဲ့အစည်းအနေနဲ့မြင်လားဒါမှမဟုတ်လို့ဆိုရှင်လက်အောက်ကအဖွဲ့အစည်းအနေနဲ့ဒါကဖြစ်ဖို့အတွက်ရှိပေါ့နော်ထားဖို့အတွက်ရှိလားဒါမှမဟုတ်ဆိုဘယ်လိုမျိုးဆက်ဆံရေးမျိုးကိုတိကျတဲ့မူဝါဒလေးနည်းနည်းလောက်ပြောပြပေးနိုင်မလားခင်ဗျာဟုတ်ကိုမျိုးအောင်တွေကျေးဇူးပါဗျမေးခွန်းမေးပေးလို့ကျေးဇူးတင်ပါတယ်ဒါလည်းပဲအရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးတော့အရှိကိုပြန်ပြီးတော့ကျွန်တော်တို့ပြောရမယ်ထင်တယ်ဘာလဲဆိုတော့ဒီကျမ်းပတ်ဒီစစ်ကောင်းဆောင်တွေကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံကောင်းဆောင်တွေကိုမတရားဖမ်းဆီးပြီးတော့ဒီစစ်အာဏာသိမ်းဖို့ကြိုးစားတဲ့ကာလပေါ့ဗျာဒီကာလကိုပြန်သွားရမယ်ထင်ပါတယ်အဲ့တော့ဒီကာလကိုကျွန်တော်တို့ရောက်တဲ့အချိန်မှာအားလုံးကတော့ပထမတော့ဗျာဒါအားလုံးသိတဲ့အတိုင်းပဲเนาะကျွန်တော်တို့တွေလှဲနေလေအောင်မြင်းဆောင်မကြံအကုန်လုံးလမ်းမတွေပေါ်ထွက်လာပြီးတော့ကျွန်တော်တို့ငြိမ်းချမ်းစွာနဲ့ကျွန်တော်တို့တွေဒါငါတို့အစိုးရငါတို့ပြန်ပေးပေါ့နော်။ငါတို့ဒီမိုကရေစီပြည်သူအာဏာပြည်သူပြန်ပေးပေါ့ဒီလိုတွေးကြော်တန်နေနဲ့ကျွန်တော်တို့တွေဒါပြောခဲ့ဆိုခဲ့တောင်းဆိုခဲ့ကြတယ်ပေါ့နော်။ဒါပေမဲ့လည်းသိတဲ့အတိုင်းပဲနော်ခစ်ကိုပြောင်းရင်ခေါင်းကိုပြစ်စလားနော်ဒီလိုမျိုးဟာတွေတော့ရှိခဲ့တယ်ကျွန်တော်တို့ဒီလူငယ်တွေကိုတကယ်ကိုခေါင်းတွေကိုတဲ့ပြီးတော့ပြစ်ကြတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာနောက်ဆုံးတော့ဗျာမလွဲမရှောင်သာပဲနဲ့ကျွန်တော်တို့တွေလက်နက်ကင်တော်လှန်ရေးပေါ့တော့ဒါကိုကျွန်တော်တို့ဒါရွေးချယ်ခဲ့ကြတယ်ပေါ့နော်အဲ့လိုရွေးချယ်တဲ့အခါမှာလည်းကျွန်တော်တို့ကတချို့တွေလည်းကျွန်တော်တို့တော်တဲ့ယောက်ျားနော် ERO လို့ခေါ်တဲ့ကျွန်တော်တို့ဒါတိုင်းသားတော်လှန်ရေးအင်အားစုတွေရှိယောက်ျားတချို့တွေလည်းပဲကိုနယ်မြေအတွင်းမှာကျွန်တော်တို့စုကြအဆောင်ကြကျွန်တော်တို့တော်လှန်ကြဆိုတဲ့ကိစ္စတွေဖြစ်လာတယ်ပေါ့နော်အဲ့နောက်မှာမှကျွန်တော်တို့တွေခုနကပြောတဲ့ပထမဆုံးစပေါ်တော့ CRPH ပေါ့ CRPH ကတော့ဒါလွတ်တော်เนาะပြည်သူလူထုပေးထားတဲ့ mandate နဲ့ CRPH ပေါ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေပေးထားတဲ့ mandate ဒီ CRPH လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဘယ်တော့သွားလို့မရဘူးအခြားသောတရားဝင်မှုအခြားသောလူထုထောက်ခံမှုတွေရှိတဲ့အဖွဲ့အစည်းတွေပေါ့ဗျာเนาะERO တွေရှိမယ်ပြီးတော့ CDN တွေရှိမယ်ပြီးရင်တော့အခြားလူထုလှုပ်ရှားမှုအဖွဲ့အစည်းတွေရှိမယ်ဒါတွေအကုန်လုံးပေါင်းပြီးတော့ကျွန်တော်တို့တွေတပ်ပေါင်းစုအနေနဲ့ NUCC ဆိုတာဖြစ်တယ်အဲ့ရနေမှာ NUG ဆိုတာဖွဲ့တယ်ပေါ့အဲ့တော့ဒါဘာကြောင့်ဒါတွေပြောနေရလဲဆိုတာကျွန်တော်ကဒီ NUG ဘာလဲဆိုတာကိုကျွန်တော်ကပေါ်လွင်စေချင်တာပါเนาะ NUG ဆိုတာဒီတိုင်းပဲလူတွေ့ရလူနဲ့4 5 6ယောက်ကောက်စုပြီးတော့နာမည်ကောက်တက်လိုက်တဲ့ဟာတော့မဟုတ်ဘူးဗျာเนาะခုနကပြောတယ်ပြည်သူလူထုပေးထားတဲ့ mandate အရ CRPH ရှိမယ်အဲ့တော့ဒီလွတ်တော်ကိုစားပြုထားတဲ့mandate တစ်ခုနဲ့တည်းမလုံလောက်တဲ့အခါကျတော့ဒီ NUCC ဆိုပြီးတော့အင်အားစုတွေအားလုံးပေါင်းပြီးတော့ကျွန်တော်တို့တပ်ပေါင်းစုဖွဲ့တယ်အဲ့ရနေမှတဆင့်ခုနက NUG ကိုပြည်ထောင်စုအစိုးရနော်တနိုင်ငံလုံးအတွက်သိကြတယ်နော်ဒီစစ်တပ်ကတနိုင်ငံလုံးကိုလိုချင်တာနော်စစ်တပ်ကတနေဟိုနေရာလေးဒီနေရာလေးကွက်ပြီးတော့လိုချင်တာမဟုတ်ဘူးအကြမ်းဖက်စစ်တပ်ကတနိုင်ငံလုံးကိုအုပ်ချုပ်ပြီးတော့တနိုင်ငံလုံးရဲ့ဒီ
တမရာကြီးဖြစ်ရှင်တာပေါ့ဗျာเนาะအဲ့ဒီကမင်းအောင်လိုင်းအိမ်မက်ကဒါရှိနေပြီသားအဲ့တော့ကျွန်တော်တို့ကဒီစစ်တပ်ကိုကျွန်တော်တို့ပြန်ပြီးတုံ့ပြန်မှုအတွက်ကျွန်တော်တို့ဒီဘက်မှာပြည်သူတွေပေးတဲ့ mandate ဆိုတာလည်းလိုသလိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဥဆောင်လှုပ်ရှားမဲ့အစုအဖွဲ့ဆိုတာလိုတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီ NUG ဆိုတာကို National Unity Government ဆိုတဲ့ပြည်ထောင်စုအစိုးရကိုဒါကျွန်တော်တို့အားလုံးဖွဲ့စည်းခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဟာအဲ့တော့ NUG ဆိုတာစပြီးပေါ်ပေါက်လာကြတဲ့ကတနိုင်ငံလုံးအတွက်တော်လှန်ရေးကိုလုံမဲ့ပြည်ထောင်စုအစိုးရတရက်အနေနဲ့ဒါပေါ်ပေါက်လာတာဖြစ်တယ်အဲ့တော့ NUG ဟာပြည်ထောင်စုအစိုးရပဲကြိုက်တာမကြိုက်တာကိစ္စတွေရှိမယ်ဗျာဒါတွေကလည်းပဲဒါရှိကြတာပဲเนาะဘယ်အဖွဲ့အစည်းမှလည်းစိန်လုံးကြောရာနှုန်းတွေကောင်းနေတာတော့မရှိပါဘူးเนาะအော်ဒါပေမဲ့လည်းတေချာတခုကတော့ကျွန်တော်တို့တွေလည်းအခုချိန်ထိဒါ NUG ကိုကျွန်တော်တို့ကပြည်အောင်စုအစိုးရတရက်အနေနဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းလက်ခံထားတယ်ဒီအတွက်ကြောင့်လည်း NUG ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ကျွန်တော်တို့ဝင်ပြီးတော့ဒါတာဝန်ယူဆောင်ရွက်နေတယ်ပေါ့เนาะအဲ့တော့ NUG ဆိုတာဖြစ်လာတယ်အဲ့တော့အစိုးရဖြစ်လာတော့လည်းဝန်ကြီးဌာနတွေဆိုတာရှိလာတယ်အဲ့မှာမှကျွန်တော်တို့ကလက်နက်ကိုင်တော်လှန်ရေးကိုမဖြစ်မနေရွေးချယ်ရပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့က Ministry of Defense ပေါ့เนาะဒီကာကွယ်ရေးဝန်ကြီးဌာနဆိုတာကိုကျွန်တော်တို့ဒါထည့်သွင်းဖွဲ့စည်းတယ်အဲ့ရနေမှာဆင့် People Defense Force ဆိုရဲเนาะ People ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတော့ကျွန်တော်တို့ဒါဖွဲ့စည်းခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့အမှန်တိုင်းပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနဆိုတာမပေါ်ခင် PDF ဆိုတာမပေါ်ခင်တည်းကတချို့လူငယ်တွေလည်းပဲဒီလိုပဲတိုင်းသားနယ်မြေတွေရောက်ပြီးတော့လက်နက်ကင်စုဖွဲ့ကြတာတွေရှိပါတယ်เนาะဒါတွေကတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ကတော့ Local Defense Force လို့ခေါ်တာပေါ့နော် LDF လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ကိုမျိုးတွေမေးတယ်ခုနကမေးခွန်းကိုမေးရမယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးကဘာလို့လက်နက်ကင်ကြလဲဆိုတဲ့ကိစ္စမှာရည်ရွယ်ချက်တူညီလို့ဒီအကြမ်းဖက်စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့တော့ဒါလက်နက်ကင်ပြီးတော့ဒါတော်လှန်ကြတယ်ဆိုတဲ့အစုအဖွဲ့တွေဖြစ်တယ်အဲ့တော့ဒါတွေအကုန်လုံးရည်ရွယ်ချက်တူတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ကျွန်တော်တို့ကတော့မိတ်ဖက်တွေအဖြစ်ပဲကျွန်တော်တို့ကတော့သတ်မှတ်တယ်ဒါပေမဲ့နောက်ပိုင်းနေမှာကျတော့ဘာဖြစ်လဲဒါဆက်စချင်းတော့အရန်ရိုးရှင်းတယ်နော်လူငယ်တွေကဒီဆက်အာဏာရှင်ကိုမကြိုက်ဘူးဆက်အာဏာသိမ်းတာကိုမကြိုက်ဘူးအဲ့တို့ကြောင့်မလို့မဖြစ်မနေလက်နက်ကင်ရတော့မယ်ဆိုတော့စိတ်တစ်ခုတည်းနဲ့ကျွန်တော်တို့ကစုဖွဲ့ကြတယ်လက်နက်ကင်ကြတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းနေကြတော့အဲ့လောက်ကျွန်တော်တို့ကမရိုးရှင်းတော့တဲ့ကိစ္စတွေဖြစ်လာတဲ့အခါရှိတယ်ပေါ့ဗျာနော်ရှိတဲ့အခါကျတော့ကျွန်တော်တို့တွေကတော့ local တွေဒီလိုမျိုး local defense force တွေဒီလိုမျိုးရှိနေတာတွေကဒါအရှိတရားပဲကျွန်တော်တို့မငြင်းဘူးဒါပေမဲ့တယောက်တစ်ပွဲကျွန်တော်တို့ကဖြစ်ပြီးတော့เนาะကျွန်တော်တို့တယောက်တစ်ပွဲဖြစ်နေတယောက်တစ်မျိုးเนาะတကြောင်တကာတာတရွာတစ်ပုစံလုံနေလို့ကတော့ဒီစနစ်တကျတိဆောက်ထားတဲ့ systematic တိဆောက်ထားတဲ့ဒီအကြမ်းဖက်စစ်ကောင်စီဆိုတာစစ်အုပ်စုဆိုတာဘယ်လို့မှကျွန်တော်တို့ကဖြိုနိုင်မှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့တွေစူးစီးဖို့လိုတယ်ညီညွတ်ဖို့လိုတယ်နိုင်ငံရေးအရာရောစစ်ရေးအရာရောပေါ့เนาะစူးစီးညီညွတ်ဖို့လိုတယ်ဆိုတော့ကိစ္စရက်တွေကိုကျွန်တော်တို့တွေအားလုံးဆွေးနွေးကြတယ်စဉ်းစားကြတယ်ဒါမဖြစ်မနေလုပ်ကိုလုပ်ရမယ်ဆိုပြီးတော့ဒီညီညွတ်ရေးကိုတိဆောက်ကြတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့ LDF တွေနဲ့ပတ်သက်ပြီးတော့တတ်နိုင်များကျွန်တော်တို့စီးရုံးတယ်အဲ့တော့၃မျိုးရှိတယ်ပေါ့ဗျာเนาะ LDF တွေနဲ့ပတ်သက်ပြီးဆိုရင်ပထမတစ်မျိုးကတော့ NUG ရဲ့ chain of command เนาะကျွန်တော်တို့အမေပေးကိုကဲမှုစနစ်အောက်ကိုကျွန်တော်တို့ပြောင်းလာပြီးတော့တပ်ရင်းတပ်ဖွဲ့တွေဖြစ်နေခုနကဝင်လာတဲ့ကျွန်တော်တို့ LDF တွေရှိတယ်ပေါ့နော်ဒါတွေဆိုရင်လည်းရှိပါလိမ့်မယ်တချို့ဆိုရင်တပ်ရင်းနာမည်တွေတော့မှ MOD အောက်ကဗျာတပ်ရင်းနံပါတ်တွေထုတ်ပေးတာရှိတယ်ဒါပေမဲ့တချို့တွေဆိုတပ်ရင်းနံပါတ်တွေမကောက်ဘူးသူတို့ရဲ့ဒီရှင်းရင်းဆွဲအရင်တုန်းကသုံးခဲ့တဲ့column ဆိုတော့ cobra column ဆိုတော့ cobra column ကိုဆက်သုံးတယ်ပေါ့ဗျာเนาะအဲ့လိုပဲတော်ဝင်တောင်းတက်ရင်ဆိုလဲတော်ဝင်တောင်းတက်ရင်ဆိုတာဆက်သုံးတယ်ဒါမျိုးလေးတွေသုံးတယ်ဒါပေမဲ့လည်းကျွန်တော်တို့ MOD ရဲ့ COC အောက်ကိုကျွန်တော်တို့ဒါဝင်လာတယ်ပေါ့เนาะပြီးတချို့ကြတော့ COC အောက်တော့မဝင်ဘူးဒါပေမဲ့ကျွန်တော်တို့စေရေးရပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတော့တပ်ဖွဲ့တွေလည်းရှိပါတယ်ဥပမာအဖြစ်တော့ကျွန်တော်တို့ဒါ Barplet လို့ခေါ်ကြတဲ့ BBL တွေပေါ့เนาะ BBL ဆိုရင်ကျွန်တော်တို့ COC အောက်မှာတော့ရှိမနေဘူးဒါပေမဲ့လည်းMOD နဲ့ BBL ကကျွန်တော်တို့ဒါတရားဝင်ကျွန်တော်တို့ဒါ MOU သဘောမျိုးပေါ့เนาะသဘောတူညီချက်ကျွန်တော်တို့စာချုပ်ချုပ်ထားတာရှိတယ်ကျွန်တော်တို့တူတူကစီရေးကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာမျိုးရှိတယ် BBL မှမဟုတ်ခြားတပ်ဖွဲ့တွေလည်းရှိတယ်ဟိုဒါနှစ်မျိုးဖြစ်သွားပြီပေါ့နော်အဲဒီတတိယတစ်မျိုးကကြတော့လုံးဝကျွန်တော်တို့ COC ရောက်တယ်လည်းမဝင်ဘူးစီရေးရပူးပေါင်းဆောင်ရွက်မယ်ဆိုတော့နားလည်မှုသဘောတူညီချက်တွေလည်းကျွန်တော်ထိုးထားတာမရှိဘူးဒီလို LDF တွေကတော့အချို့ဒါရှိနေသေးတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့လိုမျိုးရှိနေတယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ကတော့တတ်နိုင်သမျှအားလုံးအတူတူပေါင်းပြီးတော့လုပ်ကြဖို့ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ကတော့အများအားတိုက်တွန်းတယ်အများအားကျွန်တော်တို့စူးစမ်းတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီလိုအခြေအနေမျိုးရောက်မလာတဲ့ LDF တွေကတော့အခုချိန်ထိရှိနေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့မူဝါဒအားဖြင့်တော့လည်းမူဝါဒတွေလည်းအသေးသေးရှိပါတယ်ဒါလည်းကိုမျိုးနေဆက်ပေးတဲ့အခါတွေမှာကျွန်တော်အလင်းတင်းတယ်လို့ဆက်ပြီးပြောပါမယ်ဗျာအဲ့တော့ဟိုဟာကျေးဇူးပဲအဲ့တော့မူဝါဒဆိုတော့မူဝါဒကိစ္စပဲဆက်သွားကြပါစို့အဲ့တော့မူဝါဒကိစ္စပဲဆက်သွားကြပါစို့အသေးစိတ်ပေါ့ဗျာအသေးစိတ်ဆိုတာနည်းနည်းလေးဒီတေးပူကြမယ်ဟုတ်ပြီကျွန်တော်တို့ဟာသူတို့နဲ့ပတ်သက်တဲ့ကျွန်တော်တို့မှာထုတ်ပြန်ချက်တွေကျွန်တော်ဘာတွေထုတ်ပြန်ထားတာရှိပါလဲပြီးလို့ဆိုရှင်သူတို့သိထားအောင်ကျွန်တော်ဘယ်လိုလုပ်ထားပါလဲပြီးတဲ့အခါကျတော့သူတို့နဲ့ဆက်သွယ်ရေးလမ်းကြောင်း communication ပေါ့နော်ဒီဖြစ်အောင်လုပ်တော့ကိုကျွန်တော်တို့ဘယ်လိုမျိုးလမ်းကြောင်းဖွင့်ထားတာရှိလဲဘယ်လိုမျိုး approach လုပ်လဲပြီးတော့တိုင်ပင်ဆွေးနွေးမှုတွေဘယ်လိုမျိုး
လုံနိုင်ဖို့တကူကြိုးစားတဲ့ mechanism ရှိပါလားဒါမျိုးကိုကျွန်တော်သိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပထမဆုံးတော့မူဝါဒနဲ့ပတ်သက်ပြီးကျွန်တော်ပြောပါမယ်အဲ့တော့ဆိုလိုတာတစ်ခုကကျွန်တော်တို့ကတော့ LDF တွေရဲ့ဖြစ်တည်မှုနောက်တို့ရဲ့ဒီအရှိတရားပေါ့နော်ဒါကိုကျွန်တော်တို့ကလက်ခံတယ်ပေါ့နော်လက်ခံတယ်ဒါပေမဲ့တစ်ဖက်အပြန်အလှန်အားဖြင့်ပေါ့နော်အပြန်အလှန်အားဖြင့်ဒီမှာ NUG ဆိုတာပြည်အောင်စုအစိုးရတရက်အနေနဲ့ဒါရှိနေတယ်ဆိုတဲ့ဟာကိုအပြန်အလှန်အားဖြင့်ဒါနားလည်လက်ခံမှုဒါလိုအပ်တာပေါ့နော်နောက်ပြီးတော့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအနေနဲ့နော်အစိုးရရဲ့အလုပ်တွေကိုကျွန်တော်တို့ကလုပ်ကြရတယ်ဒီလိုခါမျိုးတွေမှာလည်းဒီအလုပ်ငန်းဆောင်တာတွေမှာလည်းတယောက်နဲ့တယောက်overlap တွေမဖြစ်ဖို့เนาะထိခိုက်မှုတွေမဖြစ်ဖို့ဒါတွေကိုလည်းကျွန်တော်တို့ဒါအပြန်အလှန်နားလည်ကြဖို့ဒါလိုအပ်မယ်ဆိုတာလေးလည်းကျွန်တော်ပြောချင်တယ်ပေါ့အဲ့တော့မူဝါဒအားဖြင့်တော့ကျွန်တော်တို့မှာMOD ဘက်ကနေပြီးတော့မူဝါဒအားဖြင့်ချထားတာရှိပါတယ်အားလုံးပေါင်း12ချက်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာမှအဲ့တစ်ခုချင်းစီကျွန်တော်နည်းနည်းလေးဒါပြောလိုက်မယ်ပေါ့နော်နံပါတ်1ကတော့ကျွန်တော်တို့ဒါအားလုံးစုဖွဲ့လာကြတာရှင်းရှင်းလေးပဲကျွန်တော်တို့ဘာကြောင့်ဒါတွေကိုဒီလိုမျိုးဖြစ်လာလဲဆိုတော့ PDF တွေဘာကြောင့်ဖြစ်လာလဲ Local Defense Force တွေဘာကြောင့်ဖြစ်လာလဲရှင်းရှင်းလေးပဲဆရာနာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်ဖို့အဲ့တော့အမှန်တကယ်တော့တွန်းလှန်တိုက်ခိုက်ဖို့တော့လိုတယ်လူစုပြီးတော့ကျွန်တော်တို့ကလူစုမယ်လက်နက်ခဲယမ်းစုမယ်ပြီးတော့တိုက်တာဆရာနာရှင်ကိုတိုက်တာမဟုတ်ဘူးဆိုရင်တော့မဖြစ်ဘူးလေနော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒါဒေါ်လာရေးတပ်ဖွဲ့ကိုဟုတ်မနေတော့ဘူးเนาะအဲ့တို့ကြောင့်မလို့ကျွန်တော်တို့ကဆရာနာရှင်စနစ်ကိုအမှန်တကယ်တွန်းလှန်တိုက်ခိုက်နေတဲ့အစုအဖွဲ့ဖြစ်ရမယ်ပြီးရင် Federal Democracy စနစ်ကိုတိဆောက်ရေးကိုယုံကြည်ရမယ်ဒါကျွန်တော်တို့တော်လှန်ရေးကပြစ်စလက်ကသွားနေတာမဟုတ်ဘူးเนาะစနစ်တကျသွားနေတာကျွန်တော်တို့မှာ FDC ဆိုတာရှိတယ် Federal Democracy Charter ဆိုတာရှိတယ်ဒီ FDC ဆိုတာလည်းပဲအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ဝိုင်းပြီးတော့ကျွန်တော်တို့ဒါသဘောတူညီပြီးတော့ရေးထားတယ်ကျွန်တော်တို့ရဲ့ဒါမူဝါဒအမြင့်ဆုံးမူဝါဒပဲနော်အဲ့ဒါကြောင့်မလို့ကျွန်တော် FDC ထဲမှာဆိုရင်ကျွန်တော်တို့အားလုံးက Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုသွားမယ်ဆိုတာလည်းပြောထားပြီးသားအဲ့ဒါကြောင့်မလို့တော်လိုင်းအင်အားစုတွေဟာခုနကစစ်အုပ်စုကိုအမှန်တကယ်တွန်းလှန်တိုက်ခိုက်နေတာဖြစ်ရမယ် Federal Democracy စနစ်တည်ဆောက်ရေးကိုကျွန်တော်တို့ဒါလက်ခံတဲ့အဖွဲ့အစည်းဖြစ်ရမယ်ဒါ Local Defense Force နဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ပထမ criteria ပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ NUG ကိုတော်လိုင်းရေးအစိုးရတရက်အနေနဲ့ပြည်ထောင်စုအစိုးရတရက်အနေနဲ့အတိမတ်ပြုရမယ်ဗျာနော်အပြန်အလှန်အတိမတ်ပြုမှုပေါ့နော်ကျွန်တော်တို့က local defense force ရဲ့တည်ရှိမှုကိုကျွန်တော်တို့အတိမတ်ပြုတယ်အဲ့လိုပဲ NUG ကိုပြည်ထောင်စုအစိုးရဖြစ်တယ်တော်လှန်ရေးအစိုးရဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အတိမတ်ပြုဖို့လိုတယ်အဲ့ဒီလိုအတိမတ်ပြုခိုင်းနေရလဲနော်ဟို NUG ဆိုတဲ့အဖွဲ့အစည်းကိုကျွန်တော်တို့ကဖတ်တွယ်ပြီးတော့အတိမတ်ပြုခိုင်းနေတာမဟုတ်ဘူးနော်တော်လှန်ရေးရဲ့လိုအပ်ချက်အရဒီတော်လှန်ရေးအောင်လို့ဆိုရင်ပြည်ထောင်စုအစိုးရလိုတယ်ပြည်အောင်စုအစိုးရမရှိဘဲနဲ့ဘလို့မှမအောင်မြင်နိုင်ဘူးเนาะဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ NUG ကိုအစိုးရတရက်အနေနဲ့အတိမတ်ပြုဖို့လိုတယ်အဲ့တော့အဲ့ဒီဟာရဲ့နောက်ဆက်တွဲရလဲဗျအစိုးရတရက်အနေနဲ့ဒီတိုင်းအတိမတ်ပြုပါတယ်လို့ပြောနေုံနဲ့တော့မရဘူးပေါ့ဗျာเนาะအစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအလုပ်တွေကိုအစိုးရကလုပ်တဲ့အခါမှာဒါတွေကိုလည်းအတားတကြီးလက်ခံဖို့လိုတယ်ဒါတွေကိုပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့ကိစ္စတွေလည်းနောက်ဆက်တွဲအနေနဲ့ပါလာမှာပေါ့เนาะပြီးရင်တော့တတိယတစ်ခုအနေနဲ့ဆိုရင်တော့chain of code of conduct ပေါ့เนาะ COC နှစ်ခုရှိတယ်ဗျာเนาะတစ်ခုကတော့ chain of command chain of command ကိုကျွန်တော်တို့ဝင်ဖို့ကျွန်တော်တို့ဖိတ်ခေါ်တယ်ဒါပေမဲ့ဝင်ခြင်းဦးဆိုရင်တော့မှနောက်ထပ် COC တခုဖြစ်တဲ့ code of conduct ကိုတော့လိုက်နာရမယ်ဗျ။နော်ဒါက PDF တွေမှာမဟုတ်ဘူးလက်နက်ကင်ထားတဲ့ဘသူမဆိုကျင့်ဝတ်တွေတော့ရှိရတယ်ကျင့်ဝတ်တွေရှိရတယ်စီကန်းဆိုတာရှိရတယ်အဲ့တော့အဲ့ကျင့်ဝတ်စီကန်းတွေကိုအရက်ဘက်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေဒါတွေကိုမဖြစ်မနေလေးစားလိုက်နာရမယ်ဆိုတဲ့ဟာလဲကျွန်တော်တို့ပါတယ်ပြီးနောက်တစ်ခုအနေနဲ့တော့စစ်တပ်ဆိုတဲ့ဟာကဗျာကျွန်တော်တို့ဒီတိုင်းဖွဲ့ကျင်တိုင်းတာမန်လူမှုရေးဖွဲ့စည်းလို့မဟုတ်ဘူးဗျာနော်ကျွန်တော်တို့ဖွဲ့ဘာလဲဆိုစစ်တပ်တိုင်းမှာ chain of command ရှိရတယ်အဲ့တော့ဒီဘက်က MOD ရဲ့ chain of command တွေကိုမဝင်ခြင်းဘူးဆိုရင်တော့မှကိုယ့်ရဲ့တပ်ဖွဲ့ထဲမှာတော့အစင်းစင်းတော့အမိန်ပေးကိုကဲမှုဆိုတဲ့စနစ်တစ်ခုကိုတိစောက်ထားဖို့လိုတယ်နော်တိစောက်ထားဖို့လိုပြီးတော့အဲ့ဒါကိုလည်းလေးစားလိုက်နာဖို့လိုတယ်အဲ့တော့ဒီဥစ္စာလည်းပဲကျွန်တော်တို့အချက်တစ်ချက်အနေနဲ့ကျွန်တော်တို့ထည့်ထားတယ်ကိုယ့်ရဲ့တပ်ဖွဲ့ကိုယ့်ရဲ့အဖွဲ့အစည်းအတွင်းမှာဒါစနစ်ကျတဲ့နော်ကျွန်တော်တို့chain of command တစ်ခုကိုတိစောက်ထားနိုင်တဲ့အဖွဲ့အစည်းတစ်ခုဒါဖြစ်ရမယ်ပေါ့နော်ပြီးရင်ခုနကစစ်စင်ရေးတွေဆိုရင်လည်းပဲကျွန်တော်တို့အတူတကွတတ်နိုင်တယ်များပူပေါင်းဆောင်ရွက်ပြီးတော့တေချာတယ်ပြစစ်စင်ရေးလုပ်တဲ့အခါမှာလည်းတခါလာကြတော့တယောက်နဲ့တယောက်ကိုတော်လိုင်းအင်အားစုအချင်းချင်းတိနေဖို့လိုတယ်ဗျနော်ဒီနေရာမှာဒီစစ်စင်ရေးသွားလုပ်မယ်အဲ့တော့ကျွန်တော်တို့ဒီဘက်က MOD ဘက်ကမတိရတဲ့အခါကျတော့ကျွန်တော်တခါကျရင် overlap ဖြစ်ပြီးတော့ဘယ်သူတွေလဲဘယ်ဟာတွေလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့စစ်မြေပြင်မှာထိတ်တိုက်တွေ့တာတွေကိုယ့်အချင်းချင်းတွေတွေ့တာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့စစ်ရေးတွေပေါ်ဆောင်တဲ့အခါမှာနော်ကျွန်တော်တို့ကjoint command ပုံစံမျိုးနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်တဲ့เนาะကျွန်တော်တို့တိုက်ပွဲဝင်နိုင်တဲ့အဖွဲ့အစည်းမျိုးဖြစ်ဖို့လိုတယ်ပြီးရင်နောက်တစ်ခုကပြည်သူ့ဘဝလုံခြုံရေးအတွက်ကျွန်တော်တို့ MOD မှာဆိုရင်ပြည်သူ့ဘဝလုံခြုံရေးကိုအမြဲတမ်းထည့်သွင်းစဉ်းစားရတယ်စစ်ကတိုက်ရှင်တယ်တိုက်လို့မရအောင်เนาะကျွန်တော်တို့အဲ့တော့ပြည်သူ့ဘဝလုံခြုံရေးအတွက်ချမှတ်ထားတဲ့အစီအမံတွေရှိတယ်ကျင့်ဝတ်စည်းမျဉ်းတွေရှိတယ်ဒါတွေကိုလည်းလိုက်နာရမယ်ပြီးရင်ကျွန်တော်တို့ကနောက်တစ်ခုကအစိုးရအနေနဲ့ကျွန်တော်တို့လုပ်ရတဲ့အထက်မှာဘာပါလဲဆိုတော့တရားဥပဒေစိုးမိုးရေးကိုကျွန်တော်တို့လုပ်ရတယ်အဲ့တော့ NUG အနေနဲ့အစိုးရတရက်အနေနဲ့တရားဥပဒေစိုးမိုးရေးကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကအရေးယူတာတွေတရားစီရင်တာတွေဒါတွေရှိလိမ့်မယ်အဲ့တော့ဒါတွေကိုလည်းပဲကျွန်တော်တို့က
လေးစားလိုက်နာဖို့ကျွန်တော်တို့လိုအပ်တယ်ပြီးရင်နောက်တစ်ခုအနေနဲ့ဆိုရင်တော့စီရေးဖော်ဆောင်မှုတွေလုပ်တဲ့အခါမှာကျွန်တော်တို့ဒီဘက်နဲ့ကျွန်တော်တို့အတိပေးပြီးတော့ဆောင်ရွက်တာမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုမယ်ပြီးရင်နောက်တစ်ခုကရန်သူသတင်းအချက်လက်နဲ့ပတ်သက်တဲ့ဟာတွေနောက်ပြီးတော့ပြည်သူလူထုနဲ့ဆိုင်တဲ့လုံခြုံရေးနဲ့ဆိုင်တဲ့အချက်လက်တွေကိုအပြန်အလှန် sharing လုပ်တာမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ပြီးရင်တော့ NUG ဘက်က MOD ဘက်ကချမှတ်တဲ့ပေါ့နော်ဒီစစ်ရေးဆိုင်ရာစီမင်းစည်းကမ်းတွေကိုဒါလိုက်နာဖို့လိုတယ်ပြီးရင်နောက်တစ်ခါအရေးကြီးဆုံးကတော့နောက်အနာဂတ်ကာလမှာကျွန်တော်တို့ကဘာတွေလိုလဲဆိုတော့ DDR တို့ SSR တို့လိုတယ်နော်ဒီငြိမ်းချမ်းစွာလက်နက်ဖြုတ်သိမ်းမှုကိစ္စတွေနောက် security sector reform လို့ခေါ်တဲ့ SSR ပေါ့နော်ဒီလုံခြုံရေးကဏ္ဍကြီးတစ်ခုလုံးပြုပြင်ပြောင်းလဲတဲ့အခါမှာလက်နက်ဖြုတ်သိမ်းတဲ့ကိစ္စတွေဒါအနာဂတ်ပေါ့နော်ဒီတော်လှန်ရေးပြီးသွားလို့ကျွန်တော်တို့အနာဂတ်ကာလရောက်တဲ့အခါမှာ DDR တို့ SSR တို့ဆိုတာလုပ်ဖို့လိုတယ်ဒီလိုလုပ်ငန်းစဉ်တွေမှာလည်းပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတော့ကတိကဝတ်မျိုးပေါ့နော်ဒါမျိုးကိုပေးနိုင်တဲ့အဖွဲ့အစည်းမျိုးတွေဖြစ်ရမယ်ပေါ့နော်အဲ့တော့အားလုံးပေါင်း12ချက်ရှိတယ်ဒီလိုမျိုးအချက်တွေကိုလေးစားလိုက်နာတဲ့အဖွဲ့အစည်းတွေဆိုရင်တော့ကျွန်တော်တို့ဟာတော့ဒီမှာပါတယ်အထက်ပါမူဝါဒတွေနဲ့အညီဆောင်ရွက်တဲ့ဒေတာအခြေပြုကာကွယ်တပ်ဖွဲ့တွေကိုကျွန်တော်တို့ကတော့အတိမတ်ပြုတယ်ပူးပေါင်းဆောင်ရွက်မယ်ပူးပေါင်းဆောင်ရွက်တွေကိုယုံနေမကောက်ဘူးဗျာကျွန်တော်ဒီထဲမှာဆိုဘာမူဝါဒထဲမှာဘာရေးထားလဲဆိုတော့ကျွန်တော်တို့ရဲ့ရရှိတဲ့အခွန်ပန်နာတွေထဲကနေပြီးတော့နှုံးထားတစ်ခုကိုအဲ့ဒီ local defense force တွေကိုကျွန်တော်တို့ခွဲဝေထောက်ပံ့တာမျိုးတွေကျွန်တော်တို့လုပ်မယ်ပြီးရင်တိုက်ပွဲကာလလိုအပ်တဲ့လက်နက်ခဲယမ်းထောက်ပံ့မှုတွေလည်းကျွန်တော်တို့လုပ်မယ်ပြီးရင်လိုအပ်ရင်စစ်ပညာသင်ကြားမှုတွေမှာဒီဘက်ကစစ်သင်တန်းတွေမှာလာပြီးတော့တက်ရောက်ခွင့်ပြုတာမျိုးတွေပေါ့နော်ဒါတွေလည်းကျွန်တော်တို့ဒါဆောင်ရွက်မယ်ဆိုတာတွေဒီမူဝါဒထဲမှာကျွန်တော်တို့ပါပါတယ်အဲ့တော့ဒီမူဝါဒနဲ့အညီပေါ့နော်ကျွန်တော်တို့ကတော့ဆောင်ရွက်တယ်အဲ့တော့ခုနတချို့သောပုတ်တိုက်မှုတွေဘာကြောင့်ဖြစ်လဲပေါ့တချို့သောပုတ်တိုက်မှုတွေဘာကြောင့်ဖြစ်လဲဆိုတာဒီမူဝါဒတွေကိုချိုးဖောက်လို့ပဲဥပမာဗျာတချို့တပ်ဖွဲ့တွေရဲ့ LDF တွေရဲ့တပ်ဖွဲ့ဝင်တွေဟာဒီဘက်တော်လန်ရေးအစိုးရဘက်ကနေပြီးတော့ကျွန်တော်တို့ NUG အနေနဲ့လောက်ကင်ဆောင်ရွက်တဲ့တရားဥပဒေစိုးမိုးရေးကိစ္စတွေရှိတယ်ဒီကိစ္စတွေမှာကျူးလွန်ထားတဲ့သူတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကမပေးဘူးလို့နော်မအပ်ဘူးလို့ငါတို့စီရင်မယ်လို့ဒါမျိုးတွေကျွန်တော်တို့လှုပ်လာတာမျိုးတွေရှိလာတယ်ဒါကတော့ကျွန်တော်တို့အဆင်မပြေဘူးတော့ LDF တွေကကျွန်တော်တို့လက်နက်ကင်ဆောင်ပြီးတော့စစ်အာဏာရှင်ကိုအတူတူကပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့နယ်မြေတွေထူထောင်ပြီးတော့အဲ့နယ်မြေတွေမှာငါတို့ပဲအုပ်ချုပ်မယ်ငါတို့ပဲတရားစီရင်မယ်ငါတို့ပဲအခွန်တွေကောက်မယ်ဆိုတာမျိုးတော့လုပ်လို့မရအောင် LDF တွေကအစိုးရမဟုတ်ဘူးနော်ဒါအရေးကြီးတယ်အဲ့တော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကခုနကချထားတဲ့မူဝါဒတွေမှာကျွန်တော်တို့တချို့သောချိုးဖောက်မှုတွေရှိလာတဲ့အခါမှာတချို့သော LDF တွေနဲ့ကျွန်တော်တို့ဒါဘယ်လိုခေါ်မလဲပုတ်တိုက်မှုတွေပေါ့ဗျာနော်ပုတ်တိုက်မှုတွေကျွန်တော်တို့ဒါဖြစ်ရတယ်အဲ့တော့တချို့သောပုတ်တိုက်မှုတွေကတော့ဖြည့်ရှင်းလို့ရရင်တချို့ပုတ်တိုက်မှုတွေကြတော့ဗျာခုနကပြောတဲ့အသက်အန္တရာယ်တွေအသက်ဆုံးရှုံးမှုတွေပါဖြစ်လာတဲ့အထိတွေဖြစ်လာတဲ့အခါကျတော့တော်တော်လေးတော့ဒါဖြည့်ရှင်းရခက်တဲ့အခြေအနေမျိုးတွေကျွန်တော်ရောက်သွားတာပေါ့နော်အဲ့တော့ပြန်ပြီးတော့ချုပ်ပြီးပြောရရင်အမှန်တမ်းပြောရရင်တော့ဗျာဒီသတင်းဖြစ်လာတာတော့ဗျာပုတ်တိုက်မှုတွေပဲသတင်းဖြစ်တာပေါ့နော်အမှန်တမ်းပြောရရင်မြေပြင်မှာကျွန်တော်တို့ ਨੇ အတူတကွနော် MOD ရဲ့ COC အောက်မှာမရှိပေမဲ့လည်းပဲကျွန်တော်တို့ ਨੇ အတူတကွခုနကမူဝါဒတွေကိုလိုက်နာပြီးတော့ AAC ငင်းချင်းချင်းနဲ့ကျွန်တော်တို့တွေအတူတူအလုပ်ကင်ဆောင်ရွက်နေတာအများကြီးရှိပါတယ်နော်ဒါပေမဲ့ဒါတွေကတော့သတင်းမဖြစ်ဘူးပေါ့ဗျာနော်ဒါတွေကတော့သတင်းမဖြစ်ဘူးအဲ့တော့ဒါတွေအများကြီးရှိတယ်ဒါပေမဲ့လည်းတချို့သောပုတ်တိုက်မှုတွေရှိတယ်ဒါပေမဲ့အဲ့ပုတ်တိုက်မှုတွေကိုလည်းပဲကျွန်တော်တို့ကတော့ဥပဒေနဲ့အညီနော်ကျွန်တော်တို့တရားမျှတစွာနဲ့ကျွန်တော်တို့ကင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်အခုဖြစ်ခဲ့တဲ့ကိစ္စတွေဆိုရင်လည်းပဲကျွန်တော်တို့တွေညှိနှိုင်းဆွေးနွေးဖို့ကိစ္စတွေကိုအများအားကျွန်တော်တို့ဦးစားပေးပြီးတော့ဒါအစီအစဉ်ဆောင်ရွက်နေတာတွေရှိပါတယ်ဗျဟုတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုတေချာဒီအချက်လက်ပေါ့နော်ကျွန်တော်တို့မူဝါဒ12ချက်ရှိတယ်အဲ့12ချက်ကိုတေချာပြည့်ပြည့်စုံစုံရှင်းလင်းပြသွားတယ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ဒီဟာတွေကဘာကြောင့်မလို့ဖြစ်ရတယ်ဆိုတာလည်းဟိုပြောသွားတယ်ပေါ့အစိုးရကအစိုးရလုပ်မယ်အစိုးရကအစိုးရရဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စတွေကိုသူကဆောင်ရွက်မယ်ပြီးတဲ့အခါမှာဒီခုနပြောတဲ့12ချက်ကိုပြောသွားတဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဒီမူဝါဒတွေကိုလက်မခံတဲ့လက်မခံတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်တာဆိုလို့ဆိုရှင်ပြဿနာရှိလာတယ်ပေါ့နော်ဒါမျိုးကိုပြောချင်တာပေါ့အဲ့တော့ပြောချင်တာကအဲ့ဒီမူဝါဒတွေကိုသူတို့သိအောင်ရောအကိုတို့အနေနဲ့ဘယ်လိုမျိုးဆောင်ရွက်ထားတာမျိုးရှိလဲခင်ဗျဒီဟာကကျွန်တော်တို့ publicly တော့ကျွန်တော်ထုတ်ပြန်ထားတာမဟုတ်ဘူးပေါ့နော်ဒါကတော့ညွှန်ကြားချက်သဘောမျိုးကျွန်တော်တို့ဒါလုပ်ထားတာဖြစ်တယ်အဲ့တော့သူတို့သိအောင်ဆိုတဲ့အခါမှာကျွန်တော်တို့ကတော့တွေ့ဆုံဆွေးနွေးမှုတိုင်းမှာကျွန်တော်တို့တွေ့ပါတယ်local defense force တွေကျွန်တော်တို့ ਨੇ မတွေ့တဲ့ LDF ဆိုတာမရှိပါဘူးเนาะကျွန်တော်တို့အားလုံးနဲ့ကျွန်တော်တို့တွေ့ဆုံတယ်ညှိနှိုင်းတယ်ဆွေးနွေးတယ်အဲ့လိုဆွေးနွေးတဲ့အခါတိုင်းမှာကျွန်တော်တို့မှာတော့ဒီလိုမူဝါဒတွေရှိပါတယ်ဆိုတာကိုတောက်လျှောက်ချပြပြီးတော့ဒါဆွေးနွေးခဲ့တာတွေရှိတယ်ပေါ့နော်အခုဆိုရင်တော့ဒါလိုအပ်လို့ကျွန်တော်publicly ကျွန်တော်ထုတ်ပြောတာပေါ့နော်ထုတ်ပြောတယ်ဒါပေမဲ့လည်းသူတို့မသိတာတော့မဟုတ်ဘူးအားလုံးကတော့ကျွန်တော်တို့အရင်တစ်ခေါက်တုန်းကကျွန်တော်တို့ SRA နဲ့ကျွန်တော်တို့ MOD နဲ့တွေ့တယ်လीเนาะအဲ့လိုတွေ့တဲ့အခါမှာလည်းNUG ဘက်မှာတော့ကာကွယ်ရေးဝန်ကြီးဌာန
ဘက်မှာတော့ဒီလိုမူဝါဒတွေကိုကင်ဆွဲထားတာရှိပါတယ်အဲ့တော့ဒီမူဝါဒတွေနဲ့အညီကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာမျိုးတွေကိုတော့ဒီလိုတွဲဆုံဆွေးနွေးမှုတိုင်းမှာပေါ့နော်ကျွန်တော်တို့တောက်လျှောက်အတိပေးပြောကြားနေတာတွေရှိပါတယ်ဗျဟုတ် ဟုတ်ကဲ့အဲ့တော့ဘာပေါ့နော်ကျွန်တော်တို့ကအခုဥစားကကျွန်တော်တို့မှာတစ်ဖက်မှာကျွန်တော်တို့နိုင်ငံရေးဘိုင်းကကျွန်တော်တို့သွားနေတဲ့ဟာတွေရှိတယ်နိုင်ငံရေးဘိုင်းကတော့ကျွန်တော်တို့ FTC တို့ဘာလို့ညာတော့အဲ့အောက်ကနေတော့တဖြည်းဖြည်းချင်းကျွန်တော်အရေးကိုသွားနေတာရှိတယ်တစ်ဖက်ကလည်းကျွန်တော်တို့ဘယ်လိုပြောမလဲဟိုပါပေါ့အုပ်ချုပ်ရေးဘိုင်းကျွန်တော်တို့ရလာတဲ့နေမြေပေါ်မှာအုပ်ချုပ်ရေးဘိုင်းရပြည်သူ့ဘဝလုံခြုံရေးအတွက်ကိုဟိုပါပေါ့ဆောင်ရွက်နေတဲ့ကိစ္စတွေရှိတယ်အဲ့လိုပဲတစ်ဖက်မှာလည်းရှင်းပြောဆိုရင်လက်နက်ကင်အဖွဲ့အစည်းဟာလက်နက်ကင်အဖွဲ့အစည်းနဲ့ပီတအောင် ကျင့်ဝတ်တွေနဲ့ညီအောင်လုပ်ဖို့လိုအပ်တဲ့ဟာမျိုးတွေကျွန်တော်ထုတ်ပြန်ထားတာတွေရှိတယ်အဲ့ဒါတွေနဲ့အညီလုပ်ဖို့လည်းကျွန်တော်တိုက်တွန်းနေတာရှိရပေါ့နော်အဲ့တော့အဲ့ဒါတွေနဲ့ညီဟိုပါပေါ့အညီမလုံနိုင်တဲ့အခါမျိုးကြလို့ဆိုရှင်လေပြဿနာတက်လာတာမျိုးတွေရှိရပေါ့နော်โอเคအဲ့တော့ဒါကတစ်ဖက်ပိုင်းပေါ့ဗျာဒါပြဿနာဖြစ်တဲ့တစ်ပိုင်းကိုကျွန်တော်ပြောခဲ့ကြတာပေါ့အဲ့တော့ MOD အောက်ထဲမှာလေကျွန်တော်တို့ဒီ MOD ရဲ့အုပ်ချုပ်မှုအောက်ထဲမှာဒါမှမဟုတ်လို့ဆိုရှင် NUG ရဲ့အုပ်ချုပ်မှုအောက်ထဲမှာကျွန်တော်တို့ပါကဖာပါလာဖာပါအဖာတွေရှိကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီတပ်ဖွဲ့တွေနဲ့ပတ်သက်တာဆိုလို့ဆိုရှင်လေတချို့ဆိုလို့ဆိုရှင်ဒေတာမှာကျွန်တော်တို့တချို့သောအတန်တွေကြားရတယ်ပေါ့နော်ကြားရတယ်အဲ့တော့အဲ့ဒီလိုဟာမျိုးတွေကြားလို့ဆိုရှင်လေဒီအလွဲသုံးစားလုပ်တယ်လို့ဘာလို့ညာဒါမျိုးတွေကြားလို့ဆိုရှင်လေအဲ့တော့အဲ့လိုအရေးယူမှုတွေကျွန်တော်ဆောင်ရွက်တယ်ပေါ့နော်အဲ့ဒီအရေးယူမှုတွေနဲ့ပတ်သက်တဲ့ဥစ္စာကိုပေါ့နော်ဒါဟိုပါပေါ့နော်ဒီဟိုဘယ်လိုပြောမလဲအလွဲသုံးစားလုပ်တယ်လို့သူတို့ဆွဆွဲခံရတဲ့အခြေအနေတွေရှိတယ်အဲ့ဒီကိစ္စတွေမှာကိုယ့်အဖွဲ့အစည်းတွေကိုကဘယ်လိုမျိုးအရေးယူဆောင်ရွက်လဲဘယ်လိုမျိုး mechanism ထားရှိလဲဒါမျိုးကိုကျွန်တော်တစ်ချက်တော့ပြန်ရှင်းပြပြန်ဘာကြောင့်လဲဆိုတော့ခဏခဏပါဖာဖြစ်ပြန်ပြီပါလာဖာဖြစ်ပြန်ပြီပါကဖာဖြစ်ပြန်ပြီဆိုတဲ့ဟာတွေကမကြာခဏဆိုလို့ကြားရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့အပြင်မှာကျွန်တော်တို့တရားဥပဒေစိုးမိုးရေးလုပ်နေတယ်မဟုတ်အတွင်းမှာလည်းငါတို့ရဲ့စိုးမိုးရေးကိုဘယ်လိုမျိုးဆောင်ရွက်နေလဲဆိုတော့အဲ့ဒါလေးချက်တော့ရှင်းပြပေးပါဟုတ်ကျေးဇူးပါဒါလည်းပဲလက်ရှိလည်းတိတ်မကြရင်ကာလတွေကလည်းဖြစ်သွားတဲ့ကိစ္စတွေမှာဒီ NUG ရဲ့အတွင်းထဲမှာဟိုပဲဒီ တိုင်းတွင်းနေတာရှိတယ် PDF တွေနဲ့ပါလာပါနဲ့ဖြစ်တယ်ဆိုတဲ့ကိစ္စမျိုးတွေเนาะ PDF ချင်းချင်းဖြစ်တယ်ဆိုတဲ့ကိစ္စဒါတွေကတော့ရှိပါတယ်ဟိုရှိတယ်အဓိကတော့ကျွန်တော်တို့တွေကမဖြစ်မနေဒါကိုကင်တွယ်ရမယ့်ကိစ္စတွေပေါ့ဆိုလိုတာကဗျာဘာကြောင့်ဖြစ်တယ်ဘယ်သူတွေလုပ်တယ်ဆိုတာအရေးမကြီးဘူးတရားဥပဒေစိုးမိုးရေးဆိုတာတရားဥပဒေရဲ့အထက်မှာဘာမှဘယ်သူမှမရှိရဘူးလေเนาะအဲ့တော့ဘယ်သူမို့လို့ဘယ်ဝါမို့လို့ NUG လက်အောက်ကအဖွဲ့အစည်းမို့လို့ PDF မို့လို့မရဘူးလေနော်မရဘူးဘာလို့ဆိုတော့ဒီကျူးလွန်မှုပေါ်မှာမူတည်ပြီးတော့ဒီကျူးလွန်သူကသူကျူးလွန်တဲ့ပြစ်မှုပြစ်ဒဏ်ကိုဒါမဖြစ်မနေတာစီရင်ခံရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလုံနေတယ်အဲ့တော့ဥမာကပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်ပဲဒါကျွန်တော်တို့ပလဲမောင်ကိစ္စကျွန်တော်တို့ဖြစ်တယ်ပေါ့နော်လောက်ကျန်တက်ဖြတ်ခံရတာတွေဖြစ်တယ်အဲ့လိုပဲဒီပါလာပစကန်တစ်ခုကိုဒါဝင်စီးတဲ့ကိစ္စတွေလည်းဖြစ်တယ်အဲ့တော့ဒီကိစ္စတွေအကုန်လုံးကကျွန်တော်တို့အခုဆိုရင်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဒါဖွဲ့ပြီးတော့ဒါစတင်စစ်ဆေးနေပြီဖြစ်တယ်ပေါ့နော်အဲ့တော့တခုရှိတာတော့ဗျာဒီမြေပြင်မှာကျွန်တော်တို့တကယ်အမှုတစ်ခုကိုကင်တွယ်ပြီဆိုရင်တော့အရန်ကြီးတော့သူကမြန်မနေဘူးပေါ့ဗျာနော်ဟိုသတင်းကတော့မြန်တယ်လေနော်သတင်းကတခုဖြစ်တယ်ကျွန်တော်သတင်းချက်ချင်းကျွန်တော်တို့ရောက်လာတယ်အဲ့သတင်းပေါ်မှာမူတည်ပြီးတော့နှစ်ဖက်အတန်တွေကလည်း online ပေါ်မှာတော့အခုအများကြီးပေါ့ဗျာနော်ဒါပေမဲ့လည်းတကယ်တမ်းအမှုကိုဥပဒေနဲ့အညီစုံစမ်းစစ်ဆေးစီရင်ရတယ်ဆိုတဲ့ကိစ္စကတော့ process ရှိတယ်ဗျာနော် process ရှိတယ်ဟိုကျွန်တော်တို့ဟိုမြင်သာနေတာပဲကွာချက်ချင်းအရေးယူလိုက်ဆိုတာမလုပ်လို့မရအောင်ကျွန်တော်တို့ကတေချာစနစ်ကြဒီ process ကျောင်းရဆိုဝင်ဆိုဟုတ်ကဲ့နောက်တော့လို့ဟုတ်တယ် sorry သူ process နဲ့သူပေါ့ဗျာသွားရတာတွေတော့ရှိပါတယ်လို့เนาะအဲ့လိုရှိတဲ့အခါမှာဗျာဒါကျွန်တော်ကဟိုတခါကျတော့ပြောရတာလဲစင်ကြေပေးတယ်လို့ဟိုထပ်ပြီးအပြစ်တင်တာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်တော့ဘာလို့လဲဆိုတော့ပုံမှန်အချိန်ကာလတွေမှာတော့မှတချို့အမှုတွေကနှစ်ဖက်ကြားနာစစ်ဆေးရတဲ့ကိစ္စတွေနဲ့ဟိုအကြာကြီးဟိုဆွဲနေတာတွေလည်းရှိတာလीเนาะအခုကအမှန်တိုင်းပြောမယ်ဆိုတော်လန်ရေးအချိန်တွေဗျတော်လန်ရေးကာလဖြစ်တော့ကျွန်တော်တို့ကဘာလဲဆိုတော့ကြီးစံနေကြားထဲမှာဘုံတန်တွေကြားထဲမှာဟိုလေရင်တွေကြားထဲမှာဒီအမှုကိစ္စတွေကိုကျွန်တော်တို့ကစီရင်ဆောင်ရွက်နေရတာဖြစ်ပါတယ်เนาะဒါကျွန်တော်တို့ချုပ်ကိစ္စတွေဆိုမထုတ်ပြန်လို့ပြเนาะကျွန်တော်တို့ Ministry of Justice ဆိုတာရှိတယ်တရားရေးဝန်ကြီးဌာနရဲ့အောက်မှာကျွန်တော်တို့အမှုထမ်းနေတဲ့တချို့သောတရားသူကြီးတွေတချို့သောရှေ့နေရှေ့ရက်တွေမြေပြင်မှာအမှုစစ်နေတော့ဘုံကျဲခံရလို့ကြာဆုံးသွားတဲ့သူတွေရှိပါတယ်နော်အဲ့ဒါတွေရှိခဲ့တယ်နော်အဲ့တော့ဆိုလိုတာကဟိုကျွန်တော်တို့တွေခုနကပြောတယ်တရားဥပဒေစိုးမိုးရေးလုပ်နေတယ်တရားစီရင်ရေးတွေလုပ်နေတယ်ကျွန်တော်တို့ဒီပြစ်မှုပြစ်ဒဏ်တွေဖြစ်တဲ့အခါမှာဒီဟာတွေကိုကျွန်တော်တို့အရေးယူဆောင်ရွက်ဖို့စူးစမ်းနေတယ်ဆိုတဲ့ကိစ္စမှာပုံမှန်အခြေအနေလို့အရန်ကြီးစင်ပြေချောမွေလွယ်ကူနေရတော့မဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောချင်တာ
နော်ဒါဟိုစင်ကြေပေးတာမဟုတ်ဘူးเนาะစင်ကြေပေးတာမဟုတ်ဘူးဒါပေမဲ့ဒီအချက်ကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာမျိုးပြောကြတယ်ဘာလို့လဲဆိုတော့တစ်ခါကြတော့ဒီအမှုဖြစ်နေပြီအချိန်3လကြာနေပြီအခုချိန်ဒီအမှုမှန်မပေါ်သေးဘူးလားဆိုတာမျိုးအချိန်ကာလတစ်ခုအတွင်းမှာအမြန်စီရင်ဆုံးဖြတ်ပါဆိုတဲ့တွန်းအားတွေလည်းရှိတယ်ဗျာနော်အဲ့တော့အဲ့ဒါတွေကတော့ခုနကပြောတဲ့အချိန်တွေတော့နည်းနည်းလေးထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာလေးပြောချင်တယ်အဲ့တော့တေချာတာတစ်ခုကတော့ကျွန်တော်တို့တွေဘယ်အမှုကိစ္စအောင်မှလက်လွတ်စပယ်ငါတို့အောက်ခြေကလှုပ်လို့ငါတို့အဖွဲ့အစည်းတွေလှုပ်လို့ဒီဟာကတော့လွတ်စေကျွတ်စေဆိုတာမျိုးလုံးဝမလုပ်ဘူးကျွန်တော်တို့အရာရာတိုင်းကိုကျွန်တော်တို့တွေစုံစမ်းစစ်ဆေးပြီးတော့အမှုမှန်ပေါ်ပေါက်ရေးပြီးရင်အမှုမှန်ပေါ်ပေါက်ပြီးတဲ့အခါမှာလည်းကျွန်တော်တို့မှန်ကန်စီရင်ဆုံးဖြတ်နိုင်ရေးကိုကျွန်တော်တို့ဒါအပြည့်အဝကျွန်တော်တို့ဒါဆောင်ရွက်နေတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့တော့အခုဒီကာလမှာဆိုရင်ခုနကအမှုတွေအပြင်ပေါ့နော်ဒီအမျိုးသမီးငယ်တယောက်ကိုလိမ်မိုင်းဆိုင်ရာထိပါတဲ့ကိစ္စတွေပေါ့ဒါတွေလည်းကျွန်တော်တို့အခုစစ်နေတယ်စစ်နေတယ်ဒါပေမဲ့ဂျားထဲမှာအခုနပြောတယ်အဆက်အသွယ်ပြတ်တောက်တာတွေလုံခြုံတဲ့နေရာတွေရွှေ့ရတာတွေဒါလည်းအရေးကြီးတယ်နော်အဲ့ဒါတွေကတချို့မသိကြဘူးဥပမာကျွန်တော်တို့အမှုစစ်မယ်ဆိုရင်ပုံမှန်အခြေအနေဆိုတော့ရှင်းတယ်ဒီလူကိုကျွန်တော်တို့ကသွားပြီးတော့ကျွန်တော်တို့ကခေါ်လိုက်တယ်ပြီးရင်စစ်ဆေးမေးမြန်းတယ်ဒါပေမဲ့အခုချိန်မှာအဲ့လိုလူတယောက်ကိုသွားတနေရာနေတနေရာကိုခေါ်ဖို့တော့မှတိတ်လွယ်ကူတဲ့ကိစ္စတော့ဟုတ်မနေဘူးပြီးရင်နောက်တစ်ခုကမြေပြင်မှာဘာရှိလဲဆိုတော့တော်တော်များများကအဲ့လိုလက်နက်တွေကကိုစီကင်ထားကြတာကင်ထားကြတဲ့အခါမှာကျွန်တော်တို့ဒီအမှုစစ်ဆေးမှုတွေလောက်ကင်ဆောင်ရမှုကကျွန်တော်မလုတ်တက်မကင်တတ်ရင်ဘာဖြစ်နိုင်လဲဆိုတော့ခုနထပ်ပြီးတော့အစဖြောက်တာတွေထပ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဒီတရားစီရင်ရေးကိုနှောက်ယှက်ဖျက်ဆီးတာမျိုးတွေဒါတွေကလည်းကျွန်တော်တို့ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့တွေကအရာရာကိုချင့်ချိန်ပြီးတော့ပေါ့နော်နောက်ဆက်တွဲဆိုးကျိုးတွေ side effect တွေထပ်မဖြစ်အောင်တော့ကျွန်တော်တို့စဉ်းစားဆင်ခြင်ပြီးတော့လောက်ကင်ဆောင်ရတာတွေရှိပါတယ်လို့အဲ့တော့ကြောင့်မလို့အချို့သောကြမ်းကြာမှုတွေတချို့သောနှောင့်နှေးမှုတွေရှိတယ်ဆိုတာလေးကိုတော့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ကျွန်တော်တို့တွေဘယ်အရာအောင်မှလစ်လူရှုတာမျိုးမဟုတ်ဘဲနဲ့ဒီဟာတွေအကုန်လုံးကိုအမှုမှန်ပေါ်ပေါက်ရေးတကယ်ကျူးလွန်တဲ့သူတွေကိုဥပဒေနဲ့ညီစီရင်ဆောင်ရွက်နိုင်ရေးကိုတော့ကျွန်တော်တို့ဇိုင်းမတ်ကိုဒါဆောင်ရွက်နေတယ်ဆိုတာပြောချင်ပါတယ်ဗျဟုတ်ကဲ့ဟာအဲ့တော့ကျွန်တော်တို့ကဒီတရားဥပဒေစိုးမိုးရေးကိုကျွန်တော်ဆောင်ရွက်တဲ့အခါမှာခုနကပြောတယ်ကျွန်တော်တို့မူ12ချက်ကိုလက်မခံတဲ့အဖွဲ့အစည်းတွေရဲ့ဖောက်ဖျက်မှုတွေကိုကျွန်တော်တို့ကင်တွယ်ဆောင်ရွက်တဲ့အခါမှာဆိုရှင်လေကျွန်တော်တို့ဘက်ကဟောပေါ့ဗျာတရားဥပဒေစိုးမိုးရေးဆောင်ရွက်တယ်ဆိုတာလေကျွန်တော်ပြည်သူ့ဘဝလုံခြုံရေးအတွက်ကျွန်တော်ဆောင်ရွက်ရတာပေါ့နော်ဒါအစိုးရတရားအနေနဲ့လုပ်ရတာပေါ့နော်ပြီးတော့ခုနကအဲ့လိုမျိုးလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတချို့ဆိုရှင်လေအဲ့လက်နက်ကင်ထားတဲ့အဖွဲ့အစည်းတချို့ရဲ့ကျူးလွန်မှုဖောက်ဖျက်မှုတစ်ခုရှိလာဆိုရှင်လေသူတို့လည်းကင်တွယ်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတဲ့အခါကျတော့ဟိုသူတို့ကတာမန်လက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေမှာသူတို့ကတာမန်အဖွဲ့အစည်းတွေမဟုတ်ကြဘူးတာမန်လူတွေမဟုတ်ကြဘူးဘာလို့သူတို့ကလက်နက်ကင်ထားတာလက်နက်ကင်ထားတယ်ပြီးတော့သူတို့မှာငါတို့ရဲ့နေမည်ဖြစ်တယ်ငါတို့လာပြီးစီးမကြော်နဲ့ဒါဘယ်လိုပြောမလဲလက်နက်ကင်ပြီးတော့နေမည်တစ်ခုကိုရှိနေတဲ့နေမည်ဆိုရှင်ပေါ့ဒါငါ့ခွင်ပေါ့ဗျာဒါအရာစကားနဲ့ပြောရတာငါ့ခွင်ကိုလာမကြော်နဲ့ဆိုတဲ့ဟာမျိုးပေါ့နော်ငါ့ခွင်ထဲမှာလာပြီးမလုံနဲ့ပေါ့အဲ့လိုမျိုးဟာမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတက်ဖွဲ့တစ်ခုကိုကျွန်တော်တို့ကကင်တွယ်ဆောင်ရွက်ရတဲ့အခါမှာပြီးတော့တစ်ဖက်ကလည်းဘယ်လိုပြောမလဲပြင်ပကလည်းတည်တဲ့အတိုင်းပဲဝိုင်းပြီးတော့ကျွန်တော်တို့ပေါ့နော်မီဒီယာတွေဘာတွေညာတွေကတော့ဝိုင်းပြီးတော့သူတို့ပြောကြဆိုကြတည်ရမှာအရန်ကိုအကဲဆက်တဲ့အချိန်ကြီးကျွန်တော်တို့ကြုံတွေ့ရတယ်ပေါ့အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်တို့ကဒီလိုအဖွဲ့အစည်းတွေကိုဒီလိုကင်တွယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကရိုးရိုးတာမန်လူကိုကျွန်တော်တို့ဥပဒေအရဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဘယ်လို mechanism ပေါ့ထားပါတော့ဗျာဥပမာအခု PLA နဲ့ဖြစ်တဲ့ပြဿနာဆိုလို့ဆိုရှင်သူတို့ဘက်ကလည်းပြန်ပြီးထောက်ပြတာကြီးပြောဆိုတာကြီးဖြည့်ရှင်းတာကြီးထပြီးဖြည့်ရှင်းတာကြီး aura hit တာကြီးရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးအတွက်ကိုကြတော့ကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့ဒီဘက်မျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်းရှင်းပြောရင်အဲ့ဒီအခြေအနေမျိုးကိုပို့ပြီးတော့ကြီးကျယ်တဲ့ဟာမျိုးဖြစ်မသွားအောင်အတွက်ကိုဂျားကန်လိုမျိုး mechanism လိုမျိုးတိဆောက်ဖို့ရှိလားဒါမှမဟုတ်ဆိုရှင်ဘယ်လို mechanism မျိုးနဲ့ထားရှိဖို့စဉ်းစားထားလဲဘယ်လို mechanism မျိုးကိုတိဆောက်နေပါတယ်ပေါ့ပြောချင်တာကဗျာဥပမာတချို့ဆိုလို့ဆိုရင် SRA လိုဟာမျိုးရှိရဲဂျားရအောင်နဲ့ပြီးတော့အခုဆိုလို့ဆိုရှင်SCF လိုဟာမျိုးပေါ်လာပြီးဒါမျိုးတွေနဲ့ကိုmediated လုပ်တဲ့လူမျိုးတွေနဲ့ဝင်ပြီးတော့တိဆောက်ဖို့အစီအစဉ်တွေရှိလားဆိုတော့ဒါမျိုးကိုသိချင်လို့ပါပထမအဆင့်အနေနဲ့ကျွန်တော်တို့မဖြစ်မနေကျွန်တော်တို့ထားရမယ်စီးရတော့ဗာလဲဆိုတော့ဒီတော်လန်ရေးအင်အားသူအချင်းချင်းဒီဖြစ်တဲ့ပြဿနာတွေဘယ်လိုပဲဖြစ်ပေါ့နော်ဒီဟာတွေမှာအဓိကတော့ငြိမ်းချမ်းတဲ့နည်းနဲ့ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်ဖို့ပေါ့နောက်တစ်ခုကအဓိကတော်တော်ပြောရရင်တော့ကြည်မပေါက်ဖို့ပေါ့ဗျာနော်ဒါကြည်ပစ်ခတ်ပြီးတော့ကျွန်တော်တို့လောက်ကင်ဆောင်ရွက်တာမျိုးတွေလုံးဝမလုပ်ဖို့နောက်ပြီးတော့လူထိခိုက်တေဆုံးမှုတွေဒါတွေလုံးဝမရှိဖို့ဆိုတော့ဒါကတော့ပထမဦးဆုံးစီးပဲဒါမဖြစ်မနေဒီဟာကတော့ဒါလိုက်နာရတဲ့သဘောပေါ့ဒါပေမဲ့ခုနကကိုမျိုးအောင်နေပြောတဲ့အထဲမှာလည်းပါတယ်နော်
ကျူးလွန်တဲ့သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့အဖွဲ့အစည်းကိုယ်တိုင်ကလက်နက်ကင်ထားကြတဲ့အခါမှာဥပမာကျွန်တော်တို့ဗျာတချို့ကိစ္စတွေဆိုကျွန်တော်တို့အမှုကိစ္စတွေကဘယ်ကိုရောက်လဲဆိုတော့မူဟိုင်းကိုရောက်တယ်ဗျာမူဟိုင်းဆိုတာပြည်ထောင်ရေးကိုရောက်တယ်ပြည်ထောင်ရေးကအမှုဖွင့်တယ်ပြီးတော့ကျွန်တော်တို့စစ်ဆေးဖို့အတွက်တွားရောက်ခေါ်ယူဖို့ကြိုးစားတယ်ဒါပေမဲ့ပြည်ထောင်ရေးရဲကတွားခေါ်ဖို့ကသူမရဲဘူးဘာလို့သူ့ထက်ဒီတွားခေါ်ရမယ့်အဖွဲ့အစည်းကလက်နက်ပိုရှိတယ်အင်အားပိုကြီးတယ်ပေါ့နော်အဲ့ကကြတော့ဘာလို့ရလဲဆိုတော့ပြည်ထောင်ရေးနဲ့ကာကွယ်ရေးနဲ့ပေါင်းရတယ်နော်အဲ့အရှိမှလည်းရှိခဲ့ပါတယ်เนาะအဲ့လို case တွေပေါ့နော်ဟုတ်အဲ့တော့ကဲ့ဟုတ်ကဲ့အမှုကိစ္စတွေကိုကင်တွယ်တာတော့ပြည်ထောင်ရေးကကင်တွယ်တယ်ပြည်ထောင်ရေးဝန်ကြီးဌာနကကင်တွယ်တယ်ရဲကအမှုဖွင့်တယ်ဒါပေမဲ့အမှုဖွင့်မှုအတွက်မှာလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့အတွက်ဒီတိုင်ကြားခံရသူကိုတွားရောက်ခေါ်ယူတာတွေဒါဖမ်းတာတော့မဟုတ်သေးဘူးเนาะဒါဖမ်းတယ်လို့လည်းကျွန်တော်သုံးလို့မရဘူးဒါစစ်ဆေးဖို့အတွက်ခေါ်ယူတဲ့ကိစ္စတွေရှိတယ်အဲ့လိုခေါ်ယူတဲ့အခါမှာခုနကလက်နက်ကင်အဖွဲ့အစည်းချို့နဲ့ပတ်သက်နေတဲ့ကိစ္စမျိုးတွေကြတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ MOD ရဲ့ပူးပေါင်းပြီးတော့ဗောနော် MOD ရဲ့အကူအညီနဲ့သက်ဆိုင်ရာစစ်နယ်မြေရဲ့စစ်ရုံးချုပ်အကူအညီနဲ့ဗောနော်ကျွန်တော်တို့ကပေါင်းပြီးတော့ MOD တိုင်ရင်တပ်ဖွဲ့တွေကိုတုံးပြီးကျွန်တော်တို့ကတွားရောက်ခေါ်ယူတာမျိုးတွေကျွန်တော်တို့လုပ်ရတယ်ဗောနော်အဲ့လိုဒါတော့ကျွန်တော်တို့လုတ်တဲ့လုတ်ထုံးလုံနေတစ်ခုဗောနော်အဲ့လိုလုတ်တဲ့အခါမှာကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့လုံးဝကြည်ဖောက်တာမျိုးဘာမှမဖြစ်အောင်ကျွန်တော်တို့လုပ်ရတယ်ဒါပေမဲ့လည်းမြေပြင်မှာတော့ဗျာတည့်တဲ့အတိုင်းပဲတခါကြတော့တစ်ဖက်ကလည်းပဲလော်လော်ကူအသာကြီးလိုက်တာမျိုးကျွန်တော်တို့ကမဖြစ်ဘူးပေါ့နောက်ပြီးခုနကပြောတဲ့တချို့ဖွာတာတွေပေါ့ဗျာဥပမာဗျာပြီးခဲ့တဲ့ကာလတွေမှာဆိုရင်စကိုင်းကဒါ local defense ဖို့ခေါင်းဆောင်တယောက် local defense ဖို့ခေါင်းဆောင်တယောက်ကိုဒီလိုပဲခေါ်ယူပြီးတော့ကျွန်တော်တို့ကမေးမြန်းတယ်ညှိနှိုင်းတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ဟာဖမ်းသွားပြီပေါ့နော်အဲ့လိုမျိုးတွေကအသက်ကုန်တွေဖွာတာလीနော်ဖွာတော့ဒါအခုသူကိုယ်တိုင်လဲဒါသူ့နေရာကိုပြန်ရောက်ပြီသူကိုယ်တိုင် post တင်ပြီးတော့ဒါကျွန်တော်တို့ဖမ်းတာမဟုတ်ပါဘူးဒီလိုပဲလိုအပ်တဲ့ကိစ္စတွေခေါ်ယူပြီးတော့ဆွေးနွေးတယ်ညှိနှိုင်းတယ်ဆိုတော့ဟာမျိုးသူကိုယ်တိုင်ပြောတာတော့မှမရသေးဘူးတချို့အဲ့မီဒီယာအယောင်အမိခံပေါ့ဗျာအမိခံ page တွေကဖမ်းတယ်ပြီးတော့ပြောနေတော့မယ်အဲ့တော့မြေပြင်မှာလည်းအဲ့ဒါတွေကရှိတယ်စကားပေါ့ဗျာသိရမှာဟိုဘယ်လိုခေါ်မမြင်နေရတာလေမြေပြင်ကသူတွေကဟာဘသူကတော့လာခေါ်သွားပြီဆိုရင်ပုံမှန်အပြင်တော့ရိုးခေါ်တာပဲရိုးခေါ်ယူပြီးတော့ချို့ကိစ္စတွေညှိနှိုင်းမယ်ဆွေးနွေးမယ်ဒါပေမဲ့လည်းအတန်ကတော့ဘာဖြစ်လဲဆိုတော့အဖန်ဘသူကတော့ဖမ်းသွားပြီဆိုတော့မျိုးပေါ့နော်ဒါမျိုးတွေဖြစ်တယ်ပေါ့ပြီးခဲ့တဲ့case တစ်ခုမှဆိုရင်လည်းပဲဒါဘိုးစွမ်းသူမှာပေါ့နော်သူ့ကိုလည်း case နဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီဘက်မှာခေါ်ယူစစ်ဆေးတာတွေလောက်ရတာရှိတယ်ဒါပေမဲ့လည်းတကယ်နေပြင်မှာကျတော့ဖမ်းသွားပြီတို့ဖမ်းတာတော့မှအတိအကျတော့ကားဗနက်စီးနဲ့လာခေါ်ရတယ်ဘယ်ကားမှပါသွားတယ်ဆိုတော့အတိအကျတွေပါအဲ့လိုမျိုးပေါ့သတင်းမီဒီယာအမည်ခံ page တွေမှာတက်လာတာပေါ့ဗျာနော်တက်လာတော့ဒါတွေကလည်းပဲဒီတစ်ဖက်ကကျွန်တော်တို့တရားဥပဒေစိုးမိုးရေးကိစ္စတွေလုပ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ခုနကပြောတဲ့တပ်ဖွဲ့တစ်ခုနဲ့တစ်ခုနဲ့ကြားမှာဒီကျွန်တော်တို့ဆောင်ရွက်တဲ့ကိစ္စတွေဒါတွေကမီးထိုးတဲ့ပုံစံမျိုးတွေဖြစ်တာပေါ့ဗျာနော်နောက်တစ်ခုကတော့ဗျာဘယ်တပ်ဖွဲ့မဆိုပြည်သူကတော့ပေါ့NUG ရဲ့ PDF တွေကိုချစ်ကြတယ်ဆိုတာမျိုးလည်းရှိတယ်လို့ချို့တော့တပ်ဖွဲ့တွေဆိုရင်လည်းဒါပြည်သူဝန်းရံမှုတချို့စုံတရားရှိကြတာပဲလीနော်ရှိကြတဲ့အခါမှာအဲ့နောက်ကပြည်သူအချင်းချင်းတွေပါဟာ NUG ကအချင်းချင်းတွေပဲတိုက်နေတယ်လို့နောက်ဆုံးဘလောက်တောင်မှစိုးလဲဆိုဗျာအာ narrative ပေါ့နော်ဇက်ကြောင်းကိုဘလောက်ထိဆွဲတင်လိုက်လဲဆိုတော့ဇက်တူသားတွေစားနေရပြီလို့ဟင်းသာ9000ဇက်တို့ပါစသဖြင့်ပေါ့ဒါတွေကအကြမ်းဖက်စစ်အုပ်စုအလိုကြပဲတော့တကယ်လည်းအဲ့ဒါတွေကဟုတ်မနေဘူးဗျဟုတ်မနေဘူးအဲ့လောက်လဲကျွန်တော်တို့စိုးစိုးဘွားဖြစ်နေတာတွေဘာတစ်ခုမှမရှိဘူးเนาะဒါအမှုကိစ္စဆိုတော့ရှိမှာပဲအဲ့မှုကိစ္စကိုကျွန်တော်တို့ရှင်းနေတယ်ကျွန်တော်ရှေ့လျှောက်လည်းပဲဒါမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ကြိုတင်ကာကွယ်တာတွေကျွန်တော်တို့လုပ်မယ်ပြီးတဲ့အခါမှာဒီအမှုကိစ္စတွေကိုရှင်းပြီးတော့လည်းပဲကျွန်တော်တို့ကရှေ့လျှောက်မဖြစ်ပဲညီညွတ်ဆက်သွားနိုင်တဲ့ mechanism တွေလည်းကျွန်တော်တို့ထူထောင်နေတာတွေရှိတယ်เนาะ PR အနေနဲ့ဆိုလည်းကျွန်တော်တို့ဒါစကားပြောဖို့တွေကျွန်တော်တို့စီစဉ်နေတာတွေလည်းရှိတာပဲเนาะဒါဖြစ်တဲ့ကိစ္စတော့ဖြစ်ပြီးပြီဒါတွေကိုတရားဥပဒေကရှင်းမှာလည်းတစ်ပိုင်းဖြစ်တယ်လို့တစ်ဖက်မှာလည်းရှေ့လျှောက်မဖြစ်ဖို့တွေဘယ်လိုသွားမလဲဆိုတော့ဒါအားလုံးကဗျာရည်ရွယ်ချက်တူညီတဲ့ဟာနဲ့လုပ်နေတာပဲဆိုတော့ special လို့ရတယ်ပေါ့ဗျာဒါပေမဲ့ခုနကပြောတဲ့ဘေးကနေဘေးထိုးတာတွေမီးမြိုက်တာတွေအဲ့ဒါတွေကတော့စစ်အုပ်စုအလိုကြเนาะကျွန်တော်စစ်အုပ်စုရဲ့အကြမ်းဖက်စစ်တပ်ကလိုချင်တဲ့ဇက်ကြောင်းကိုဘက်ကနေ amplifier နဲ့အတန်ချဲ့ပေးနေရတယ်တူတူပဲတော့ဒါမျိုးတွေလည်းကျွန်တော်သတိထားကြဖို့လိုတယ်ပြီးတော့ခုနကကိုမျိုးနေပြောတဲ့အထက်မှာပါသွားတဲ့ကိစ္စပေါ့နော်နောက်ပိုင်းဆိုရင်ကျွန်တော်တို့တွေကအခုဆိုဗျာ Federal Unit အစိုးရတွေလည်းပေါ်လာပြီအဲ့လိုပဲကျွန်တော်တို့တချို့ကိစ္စတချို့ဒေတာတွေမှာဆိုရင်လည်းဒါတချို့သော ER တွေနဲ့ဆက်ပြီးတော့ဖြစ်ပေါ်နေတာတွေလည်းရှိကောင်းရှိနိုင်တယ်ဒါမျိုးတွေဆိုလည်းကျွန်တော်တို့ကအချင်းချင်းကြားထဲမှာဘယ်သူတွေနဲ့ပတ်သက်ဆက်နွယ်လဲဒါတွေအကုန်လုံးညှိနှိုင်းပြီးတော့လုပ်ရင်တော့နောက်ပိုင်းတွေမှာဒီကိစ္စတွေကကျွန်တော်တို့တဖြည်းဖြည်းနဲ့နဲသွားမယ့်အခြေအနေဖြစ်ပါတယ်ကျွန်တော်ကတော့အရန်အစိုးမမြင်ဘူးနော်အစိုးအရန်မမြင်ဖို့လဲကျွန်တော်တို့ကမေတ္တာရက်ခံနေတယ်ဘာလို့ဆိုတော့အမှုကိစ္စဆိုတာကတော့ဗျာမားထောင်သားတကယ်လူတွေနဲ့တိစောက်ထားတဲ့အစုအဖွဲ့တွေဖြစ်တယ်နောက်ပြီးတော့လက်ရှိအချိန်တွေကလည်းတော်လှန်ရေးအချိန်ဖြစ်တဲ့အခါမှာတချို့အမှုကိစ္စတွေကတော့ရှိမှာပဲတော့ဒါတွေကိုကျွန်တော်တို့ကရှင်းနေတယ်
ပြေလည်သွားအောင်ကျွန်တော်စူးစမ်းမယ်ပြီးရင်နောက်ထပ်ဒါမျိုးတွေမဖြစ်အောင်တော့မဟုတ်ဘူးဗျာရော့နေသွားအောင်ကျွန်တော်ဘယ်လိုစူးစမ်းမယ်ဆိုတော့နီလန်းရှာကြဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပုံရန်သူကြီးကမပြီးသေးဘူးနော်ဒီကောင်ကဒီအချမ်းဖတ်စစ်အုပ်စုကိုကျွန်တော်တို့ဖြိုချဖို့ဆိုတော့ကျွန်တော်တို့ရဲ့ပုံကြီးမှန်းချက်ပန်းနိုင်ကြီးကကျွန်တော်မရောက်သေးဘူးအော်ဒီမှန်းချက်ပန်းနိုင်ကိုကျွန်တော်တို့ကတွေးဖယ်ပြီးတော့တွေးဖယ်စေတဲ့အလောက်ကင်အပြုတ်မှုပြောဆိုမျိုးတွေကိုကျွန်တော်တတ်နိုင်သမျှရှောင်ရှားဖို့လိုတယ်ကျွန်တော်တို့ကတော့မငင်းဘူးကျွန်တော်တို့ဒီကိစ္စတွေရှိတယ်ဒီကိစ္စတွေဖြစ်ပြနေတယ်ကျွန်တော်တို့ရဲ့အားနည်းချက်အချို့ကြောင့်ဒါဖြစ်တာလည်းပဲကျွန်တော်တို့ကဝန်ခံတယ်ဒါပေမဲ့ကျွန်တော်တို့မရှင်းမဲမထားဘူးကျွန်တော်တို့ရှင်းမယ်ရအောင်ရှင်းမယ်ပြီးရင်နောက်ဒါမျိုးတွေတတ်နိုင်တယ်မဖြစ်အောင်ရော့နေတော့ကျွန်တော်အကောင်းဆုံးကြိုးစားမယ်ခုနအဲ့လိုကြိုးစားတဲ့ခါမှာလည်းကျွန်တော်တို့ NUG တခုလည်းတော့မရဘူးဗျာနော်ခုနက EAO တွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စမျိုးတွေ EAO တွေဝိုင်းထိန်းကြဖို့လိုတယ်တချို့တွေဆိုလည်းပဲဒီအခုဆို Federal Unit အစိုးရတွေလည်းပေါ်လာပြီ Federal Unit ကအစိုးရတာဝန်ရှိသူတွေလည်းဝိုင်းထိန်းကြဖို့လိုတယ်အကုန်လုံးဝိုင်းပြီးတော့ကျွန်တော်ညီညွတ်နဲ့ထိန်းမယ်ဆိုရင်တော့ဒီကိစ္စတွေကအနာဂတ်ကာလမှာကျွန်တော်တို့ကျော်နေသွားမယ့်အခြေအနေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့အင်အားတွေကိုတော့ဗျာဒီရှင်းရှင်းလေးပဲကျွန်တော်တို့ခေါင်းထဲမှာတော့စိတ်ထဲမှာတော့ဒီဘုံရန်သူကိုတိုက်ဖို့ကျွန်တော်တို့အင်အားတွေအကုန်လုံးကိုစုစုစည်းနဲ့ကျွန်တော်တို့ကမဖြစ်မနေတွားကျင်တဲ့သဘောတွေရှိပါတယ်ဒါပေမဲ့လည်းအဲ့ဒီကိုတွားနိုင်မှုအတွက်ကတော့အပြန်အလှန်နားလည်မှုအပြန်အလှန်အတိမတ်ပြုမှုเนาะအပြန်အလှန်လေးစားမှုဒါတွေတော့အရင်ခံဖို့လိုတယ်လို့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပဲကိုဟာတကယ်ကိုပြည့်ပြည့်စုံစုံပေါ့နော်ပြောသွားတာပေါ့နော်ကျွန်တော်တို့တကယ်ကိုဘယ်လိုပြောမလဲတစ်ဖက်ကဟိုဘယ်ကိစ္စပဲဖြစ်လိုက်တဲ့အပေါ်မှာမူတည်ပြီးတော့ social media ပေါ်မှာဖွာတာပြီးတဲ့အခါကျတော့ရန်သူလူကြတဖြည်းနဲ့အကြီးအယောင်ဖြစ်တာဒါမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကအဲ့မှာတစ်ချက်သွားတွေ့ရတာကျွန်တော်နောက်တစ်ခုရှိပါသေးတယ်အဲ့ဒီချက်ကဘာလဲဆိုတဲ့ခါကျတော့ဒီကိစ္စတစ်ခုဖြစ်လာပြီဆိုရှင်အဲ့ဒီကိစ္စပေါ်မှာမူတည်ပြီးတော့aggressively တစ်ဖက်နဲ့တော့တုံ့ပြန်ကြတာပေါ့တစ်ဖက်နဲ့တစ်ဖက်တုံ့ပြန်ကြတယ်တခုရှိတာကတော့ဘယ်လိုပြောမလဲအမျိုးသားညီညွတ်ရေးအစိုးရကဖြစ်တဲ့ဒီထောက်ခံတဲ့လူပဲတွေကလည်းဘယ်လိုပြောမလဲအမျိုးသားညီညွတ်ရေးအစိုးရဘက်ကနေတော့ကာကွယ်ပြီးတော့ရှင်းပြောရင်ဒီကောင်တွေကဘယ်လိုမျိုးဆိုတဲ့ဟာမျိုးနဲ့ဒါ social media ပေါ်မှာအသေးအတန်ပြန်ပြီးတော့ခုခံတာကာကွယ်တာပြီးတဲ့အခါကျတော့ပြန်ပြီးတော့သူတို့ဘောမင်းတို့ကဘာကောင်တွေမဟုတ်လို့လဲဆိုတဲ့ဟာမျိုးတွေပြန်ပြောတာရှိတယ်အဲ့ဒီလိုပဲတစ်ဖက်ကလည်းပြန်ပြီးတော့ဗောနော်ဒီလိုမျိုးပြင်းပြင်းထန်ထန်ပြန်တုံ့ပြန်တဲ့ဟာမျိုးတွေရှိတယ်ဗောနော်တချို့ဆိုလို့ဆိုရှင်လွန်လွန်ကျူးကျူးကိုတုံ့ပြန်တဲ့ခါတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီတုံ့ပြန်မှုတွေနဲ့ပတ်သက်တဲ့ဥစ္စာကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးဟိုကင်တွယ်ဆောင်ရွက်ဖို့ရှိတယ်လဲဘယ်လိုမျိုးကင်တွယ်ဆောင်ရွက်ခြင်းလဲဘယ်လိုမျိုး mechanism မျိုးကိုထားရှိခြင်းလဲဒါမျိုးတွေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီpublic relation ပေါ့နော် public relation ဒါမျိုးsocial media ဆိုတာတော့အလွန်အကင်တွယ်ရခက်တဲ့အနေအထားရှိတယ်ပေါ့နော်ဒါမှမဟုတ်အဲ့ဒါကိုလည်းဒီဘယ်လိုအမိတို့ပင်ဆိုသေးကမူကျွန်တော်တို့အစိုးရအနေနဲ့ပေါ့နော်ဒီလိုမျိုး social media ပေါ်မှာတခုခုတက်လာလို့ဆိုရှင်အဲ့ဒီပေါ်မှာအတန်တိတ်သွားအောင်ပဲဖြစ်ဖြစ်အနေဆုံးတော့ရှင်းပြောရင်ဒီဟာကိုတုံးတောင်းလုပ်နိုင်အောင်လို့တခုဘယ်လိုမျိုးလှုပ်ဆောင်မှုရှိပါလဲဒါမျိုးလည်းသိကြပါတယ်ခင်ဗျပထမဆုံးပြောချင်တာတော့အခုဖြစ်ပျက်နေတဲ့ဟာတွေအကုန်လုံးကသူ့ဟာနဲ့သူ့သဘောနဲ့သူစောင့်ပြီးတော့ organic ပေါ့ဗျာเนาะကျွန်တော်တို့ဘာမျိုးသားမှမပါပဲဖြစ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျာဒါကိုပထမအဆင့်နားလည်ဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရန်သူအကြမ်းဖက်စစ်တပ်ကဒါတွေကိုစနစ်တကျကိုလုပ်တာဗျနော်အဲ့တော့အချို့ဟာတွေကတိတ်ပြီးတော့ကျွန်တော်တို့ထင်ထားသလားအားလုံးကမကြိုက်လို့ဝေဖန်နေကြတာပဲလို့ဒီကိစ္စဆိုသူ့ယုံကြည်အောင်သူထုတ်ပြောနေတာပဲလို့ဒီလိုမျိုးမထင်နဲ့နော်ကျွန်တော်တို့တချို့ကိစ္စတွေကစစ်တပ်ကစနစ်တကျကိုတေချာကိုလှုပ်ထားတဲ့ကိစ္စဖြစ်တယ်ဆိုတာဒါကိုမျိုးအောင်တို့လည်းအတွေ့အကြုံရှိပါတယ်နော်ဒါလည်းကိုဖြတ်တန်းခဲ့မှုတဲ့အနေအထားတွေပဲဒါတွေကတိဖို့လိုတယ်ဒါပေမဲ့တချို့ကြတော့အခုနောက်ပိုင်းလူငယ်တွေတော့ဒါသိချင်မှသိနေမယ်ကျွန်တော်တို့ဆိုဗျာဒါကျွန်တော်တို့ကိုယ်တိုင်လည်းဖြတ်တန်းခဲ့မှုတွေနော်ဒါတွေကရှိတယ်အထူးသဖြင့်များစစ်တပ်မှာကပြည်ဆိုတာရှိတယ်နော်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာပြည်သူ့ဆက်ဆံရေးခုန PR ဆိုတာကာကွယ်ရေးဝန်ကြီးဌာနအောက်မှာကပြည်ဆိုတာရှိတယ်စစ်တပ်အောက်မှာနော်စစ်တပ်အောက်မှာရှိတယ်ပြည်ရှိတယ်ပြီးရင်ကွန်ဆိုတာရှိတယ်ကိုကာကွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာကွန်ပျူတာဌာနနော်အဲ့ဒီဟာတွေပြည်တို့ကွန်တို့အပြင်ကိုအခုနောက်ပိုင်းဆိုရင်ဗျာကဲမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုတာမျိုးနော်6800စာတွေနဲ့ဖွဲ့ထားတဲ့ဟာလည်းရှိပြန်အောင်နောက်တစ်ခါထပ်ပြီးတော့ဒီ online ပေါ်မှာတင်တဲ့ဟာတွေကိုစောင့်ကြည့်ပြီးတော့အပြစ်ပေးအရေးယူနိုင်ရေးဆိုတဲ့အဖွဲ့တွေလည်းရှိပြန်အောင်ကျွန်တော်သိသလောက်9ခု6ခုလောက်သူတို့တေချာကိုဖွဲ့ပြီးလုပ်နေတာနော်အဲ့တော့စစ်တပ်ဟာစိတ်သက်စစ်စင်ရေးဝါဒဖြန့်ချီရေးကိုလူအားငွေအားနော်အများကြီးစိုက်ထုတ်ပြီးတော့ तू စိုက်လဲစိုက်ထုတ်နိုင်တယ်လေနော် तू မှာ तू ကပြည်သူ့ဘဏ္ဍာကိုဖင်ခုထိုင်ထားရတာဟုတ်နော်ပြီးတော့ကျွန်တော်ပြောရမယ်မြန်မာနိုင်ငံမှာဆိုပါတော့အစိုးရဆိုရင်တော့ MRTV ဆိုတာရှိလို့မြဝတီဆိုတာရှိတယ်ကဲ MRTV ကဒါအစိုးရပိုင်ဆိုရင်မြဝတီကဘယ်သူပိုင်တာလဲမြဝတီကစစ်တပ်ပိုင်တာအဲ့တော့စစ်တပ်အောက်မှာအကုန်ရှိတယ်နော်ဘာလို့ဆိုဒီမြန်မာနိုင်ငံရဲ့အကြမ်းဖက်စစ်တပ်ကဒီမြန်မာနိုင်ငံကို
ထာဝရပေါ့ဗျာเนาะအချိန်ပေါင်းများစွာသူတို့စိုးမိုးထိန်းချုပ်နိုင်မှုကဏ္ဍတိုင်းမှာသူတို့ရဲ့ cell တွေရောသူတို့ရဲ့ infrastructure တွေအကုန်စောက်ထားတာเนาะမြဝတီမှာမဟုတ်ဘူးစာအုပ်ထုတ်ဝေရေးတွေရှိတယ်အရင်တော့ကာလာတွေမဂဇင်းတွေငွေတာရီတို့မြဝတီမဂဇင်းလည်းရှိမယ်ထင်တယ်เนาะအဲ့တော့ဒါတွေရှိတယ်ပြီးတော့ FN တွေလည်းရှိတယ်စစ်တပ်ကထောင်ထားတဲ့ FN တွေအဲ့တော့အခုကိုပဲစစ်တပ်အလိုကြစစ်တပ်ကထောင်ထားတာတွေရောเนาะနောက်ပြီးတော့စစ်တပ်ကမွေးထားတာတွေရောအဲ့ဒါတွေက online ပေါ်မှာအများကြီးပဲအများကြီးပဲเนาะအခုဆိုရင်ပို့ပြီးတော့စိုးလာတယ်ပို့ပြီးစိုးလာတယ်ဆိုတာအခုနည်းနည်း Facebook မှာကိုပြန်ပြီးတော့နေရာရဖို့ကြိုးစားလာတယ်ဒါတွေလည်းရှိတယ်ဒါတွေကပြောရရင်တော့အသေးစိတ်တွေဖြစ်မယ်ဒါတွေလည်းထပ်ပြီးတော့လည်းအသေးစိတ်အချိန်ရရင်တော့ထပ်ပြောချင်ပါသေးတယ်ပြောချင်တာက online ပေါ်မှာအဲ့လိုမျိုးလိုက်ပြီးတော့ပတ်မှုနေတာတွေနောက်ကိုယ့်အချင်းချင်းကြားထဲမှာရန်တိုက်ပေးနေတာတွေပြီးတော့အောက်ကနေပြီးတော့ comment တွေထဲမှာဝင်ပြီးတော့မီးထိုးတာတွေဒါတွေကအလကားသူသဘောသူဆောင်ဖြစ်နေတာမဟုတ်ဘူးဒါတွေကစစ်တပ်ကเนาะကျွန်တော်အကြမ်းဖက်စစ်တပ်ကစနစ်တကျဖန်တီးထားတဲ့ຢာတွေတချို့ຢာတွေစစ်တပ်က cell တွေကိုကျွန်တော်တို့ကတော့ပြောချင်တယ်เนาะပြောချင်တယ်အဲ့တော့ဒါတွေကစစ်တပ်ကစနစ်တကျလုပ်နေတာကိုကျွန်တော်ပြောချင်ဒါသူတို့အပိုင်းပေါ့ဗျာအဲ့တော့ကိုယ့်ဘက်ကအပိုင်းကလည်းကျွန်တော်ပြောရမယ်ကျွန်တော်ကတော့လေကိုယ့်အချင်းချင်းဖြစ်တဲ့ကိစ္စတွေဆိုရင်မဖြစ်စေချင်ဘူးเนาะချုပ်ကိစ္စတွေကိုယ့်အချင်းချင်းဖြစ်ကြတဲ့ခါကျတော့သူကလူပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ခါကျတော့လူပုဂ္ဂိုလ်တွေရဲ့နောက်မှာသူ့ကိုအားပေးတဲ့သူက fan တွေရှိတာဟုတ်เนาะအဲ့ဒီဟာတွေပါလာတဲ့အခါမှာအုပ်စုတွေကိုအတွင်းထဲမှာပဲအုပ်စုတွေကွဲကုန်တာပေါ့နော်ကွဲကုန်ပြီးတော့ဘသူဘက်ကလိုက်တယ်ဘသူဘက်ကလိုက်တယ်ဆိုတာ ਨੇ အချင်းချင်းကြားထဲမှာပြဿနာတွေအများကြီးဖြစ်လာတယ်ပေါ့နော်ဒါတွေကကျွန်တော်ကတော့ဖြစ်နိုင်ရဲ့ကျွန်တော်ကတော့ပွဲတွေကိုရှောင်စေခြင်းတယ်ခတ်တာကလည်းပွဲကလည်းခဏခဏရှာကြတယ်ပြီးရင်ကျွန်တော်တို့တွေရဲ့တချို့ကလည်းပွဲရမ်းကြိုက်တယ်အဲ့လိုပွဲတွေဆိုမဖြစ်နေငါဝယ်ပါမှဖြစ်မယ်ဆိုပြီးတော့ဝင်ပြီးတော့ဆွဲတာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကတော့ပွဲတွေအချင်းချင်းကြားထဲမှာပွဲတွေဖြစ်ပါစစ်တပ်နဲ့ချတန်းမှာเนาะအဲ့တော့စစ်တပ်မှာကျွန်တော်တို့ဘောက်ချာဆုပ်စရာတွေအများကြီးပါเนาะအဲ့ဒါတွေကိုကျွန်တော်အာရုံစိုက်ပြီးတော့စစ်တပ်ထဲကအခုဆိုရင်ကဲနာမည်ထွက်ပြီးတော့လုပ်နေတဲ့သူတွေလည်းအများကြီးပဲเนาะစစ်တပ်ထဲမှာတကယ်ကိုရာဇဝတ်ကောင်တွေကအမှလွတ်တော်တက်နေတာတွေလည်းရှိတယ်เนาะအဲ့တော့ဒီလူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှာဖွေပြီးတော့ဒီလူတွေကဘယ်လိုလူတွေဖြစ်တယ်ဒီလူတွေကဘာဖြစ်တယ်ကျွန်တော်တို့ကလှန်ကြစမ်းပါအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်အချင်းချင်းပတ်ခွေနေတာတွေကပွဲတွေကရမ်းများလာတယ်เนาะဒါတွေကကျွန်တော်ကတော့မဖြစ်စေချင်ဘူးတက်နိုင်တယ်များကျွန်တော်တို့ကဟိုတုံးတောင်းလုပ်ပြီးတော့ပေါ့ဗျာကျွန်တော်တို့ဒါဆောင်ရွက်စေချင်တယ်ပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဘာအစိုးရအနေနဲ့ကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကတော့တက်နိုင်တယ်များတော့ဟို PR သဘောအရပေါ့နော်တက်နိုင်တယ်များထွက်ပြောဖို့ကိစ္စတွေကျွန်တော်တို့ဆောင်ရွက်ပါတယ်ဒါပေမဲ့လည်းကိုမျိုးအောင်တွေကအများအားတော့ကျွန်တော်တို့ကလက်ဦးဖို့နည်းနည်းခက်တယ်ပေါ့ဗျာဘာလို့ဆိုတော့တချို့ကိစ္စတွေကဥပမာဗျာမြေပြင်မှာတချို့ဟာတွေဖြစ်သွားပြီဗျာဒါ social media ရဲ့ဟိုကောင်းခွက်လည်းဖြစ်တယ်လို့ဆိုးခွက်လည်းဖြစ်တာပေါ့နော်ဘာလို့ဆိုတချို့ကိစ္စတွေကကျွန်တော်တို့ရှိအောင် report မရောက်သေးဘူးမြေပြင်ကနေပြီးတော့တည်င်းကမီဒီယာကိုပဲဖြစ်ဖြစ်ရောက်သွားပြီပေါ့ဗျာနော်အဲ့တော့တချို့ active ရှိတဲ့မီဒီယာတွေကတော့ဒီဒါကိုထိန်းတာပေါ့ဗျာချို့ကြောက်လဲမီဒီယာတွေမဟုတ်ဘူးချို့ကြောက်လဲ online မှာတက်စွာနေတဲ့သူတွေရှိကိုတည်င်းတွေကရောက်သွားသူတို့ကြောက်တော့ဘာမှမထိန်းတော့ဘူး active လည်းမရှိတော့လာသမျှတည်င်းတွေအကုန်လုံး online ပေါ်မှာဘောတော့ချရေးချက်ချင်း post လုပ်လိုက်တာပဲဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ဒါတွေကြားတာတွေကိုကျွန်တော်ပြောရေးဆိုခွင့်ရှိသူအနေနဲ့ကြားသမျှတွေကုန်ဟုတ်တယ်ဒီလိုပဲကြားတယ်ဒီလိုပဲကြားကျွန်တော်ပြောနေလို့မရဘူးကျွန်တော်ရှိကိုတိကျတဲ့ report လာဖို့လိုတယ်နော်အဲ့ report တော့မှတစ်ဖက်တည်း report နဲ့မရသေးဘူးအခြားတစ်ဖက်ကရောဘာတွေရှိလဲဒါတွေကိုကျွန်တော်တေချာလေ့လာဖို့လိုတယ်ပြီးတဲ့အခါကျတော့မှအစိုးရရဲ့မူဝါဒတွေကဘယ်လိုရှိလဲအဲ့တော့ဒါဥပမာ MOD နဲ့ပတ်သက်တဲ့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကျွန်တော်ကဒီအချက်လက်တွေစုံအောင်ကျွန်တော်တို့ကလေ့လာဆောင်ရွက်ပြီးတော့မှ MOD ရဲ့မူဝါဒတွေနဲ့နော် MOD နဲ့ကျွန်တော်ညှိနှိုင်းပြီးကျွန်တော်တို့ကပြောလိုက်တာကိုထုတ်ပြောရတာရှိတယ်အဲ့တော့မြေပြင်ကသတင်းလောက်တော့ဗျာ online ပေါ်မှာမြေပြင်မှာတစ်ခုခုဖြစ်တိုင်းဖွာကျင်တဲ့လူတွေကောက်တင်လိုက်တာလောက်တော့ကျွန်တော်တို့ကမမြန်ဘူးဗျဒါသိကြတယ်ဒါကိုလည်းနားလည်ဖို့လို့တခါကျတော့ကျွန်တော်အခုကဘာဖြစ်လာလဲဆိုတော့NUG ကဒီကိစ္စတွေ NUG ကထွက်မပြောလို့ပဲဖြစ်နေတရားပေါ့ဗျာဒါမျိုးတွေကျွန်တော်တို့ကပြောတယ်နောက်ပြီးတော့ထွက်ပြောပါလို့လေတိုက်တွန်းမှုတွေကျွန်တော်လက်ခံပါတယ်ကျွန်တော်ဒါလိုအပ်တဲ့စကားတွေကျွန်တော်ထွက်ပြောရမှာကျွန်တော်လက်ခံတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကခုနကပြောတဲ့နေပင်ကနေပြီးတော့ဓာတ်ရိုက်လာပြီးတော့ online ပေါ်မှာကောက်တင်လိုက်တဲ့လူတွေလောက်တော့ကျွန်တော်တို့ကမမြန်ဘူးဆိုတော့ကျွန်တော်ပြောချင်တာဒါလေးရှိတယ်ကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့ဟာတကယ်တမ်းကြားတဲ့အခါကျတော့အစိုးရတရက်ပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ mechanism ရသူ့ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့သူ့ထားပါတော့ဗျာဥပဒေပေါ့နော်ဥပဒေလုပ်ထုံးလုပ်နည်းဟာပေါ့ရန်တရားအဲ့ဒီရန်တရားကအလုံးလုံးနေတဲ့ဟာကြီးကတကယ်တမ်းကြားတဲ့အခါကျတော့ကိုယ့်အလုပ်ကိုဆောင်ရွက်နေတန်းလန်းတော့အပြည့်အထုတ်ပြောစရာမလိုတဲ့ကိစ္စတွေတပုံကြီးပဲဗျထုတ်ရှင်းစရာလည်းမလိုတဲ့ကိစ္စတွေတပုံကြီးပဲပေါ့ဗျာကျွန်တော်တို့အရှင်းမှလည်းရှိခဲ့ပါတယ်ရှင်းပြောရင်တစ်ဖက်မှာဆောင်ရွက်နေတယ်အဲ့ဆောင်ရွက်နေတဲ့ကိစ္စကိုမပြီးသေးဘူးအမြင်ကဒါမလုပ်သေးဘူးလားဒါမဖြစ်ဘူးလားဒါဟောမဖြစ်ဘူးလားရေးမိဘူးလားဆိုတော့အမှန်တကယ်ကကိုဌာနတွင်းဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်ကို
ပြီးတော့နောက်တစ်ခုရှိတာလုံခြုံရေးကကျွန်တော်ထိန်းထိန်းသိမ်းသိမ်းနဲ့ကျွန်တော်လုပ်ရမယ့်ကိစ္စရှိတယ်ဒါရဲ့အကုန်လုံးလိုက်ပြောလို့မရဘူးခုနကတော့ဟာမျိုးပေါ့ဘယ်ကားမှာစွမ်းသူမောင်ဘယ်ကားမှာပါသွားတယ်ဆိုတဲ့ဟာကိုပြောရဆိုအလုံးလုံးရဆိုအလုံးအင်မတန်မှကြောက်စရာကြီးဒီကိစ္စကြီးอ่ะဟုတ်တယ်ဟုတ်တယ်ပြည့်ရှင်းပြောရင်ဟိုအဲ့တင်ကြတယ်အဲ့ဒါအဲ့ဒီလေးရှင်းပြောရင်စွမ်းသူမောင်အတွက်လည်းမကောင်းဘူးကျန်တဲ့လူတွေလည်းမကောင်းဘူးတည့်ရမလားဒါမျိုးကဒီလုံခြုံရေးကကျွန်တော်ကတော်လိုင်းရေးလုပ်နေရတဲ့လူတွေလေအဲ့တော့ထုတ်ပြောကြတယ်မလိုဘူးလို့ထင်ပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့တစ်ဖက်ကကိုယ့်အနေကိုယ့်မကန်နေစင်နဲ့ကိုယ်တွားပြီးတော့ရန်တရားနဲ့အလုံးလုံးနေတဲ့အချိန်မှာတော့ပေါ့နော်ဟိုတစ်ဖက်ကတော့ social media ပေါ်မှာမူတည်ပြီးတော့ဟိုတာမန်အရသားတက်ပြောတာတော့ကတော့နည်းနည်းတော်သေးတယ်ပေါ့ဗျာသိရမလားတချို့ဆိုလို့ဆိုရှင်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်ပြီးတဲ့အခါကျတော့နိုင်ငံရေးရရှင်းပြောရင်တန်းတစ်ခုရှိထားတဲ့ပုဂ္ဂိုလ်ပြီးတဲ့အခါကျတော့နိုင်ငံရေးရ influence တစ်ခုဖြစ်ထားတဲ့လူဒါမျိုးတွေဒါမျိုးတွေကလက်လွတ်စပယ်ရှင်းပြောရင်ကိုယ်နဲ့အစင်မပြေဘူးလို့ထင်တိုင်းကိုယ်အယူအဆနဲ့မညီဘူးလို့ထင်တိုင်းပေါ့နော်ထင်တိုင်းကျဲပြီးတော့တချို့ဟာတွေတုံ့ပြန်ပြောဆိုစိတ်မရှိလက်မရှိနဲ့တုံ့ပြန်ပြောဆိုတာတဲ့ကိုယ့်ရဲ့တော်လန်ရေးဘက်တော်သားချင်းလို့စိတ်မျိုးမရှိဘဲနဲ့ပြောနေဆိုနေတဲ့ဟာမျိုးတွေတော့အလွန်အင်မတန်မှအယုဆိုးတယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့မကြသေးခင်ကဆိုရှင်ကျွန်တော်ကြားရတဲ့ဒီကိစ္စပဲပလဲဒီဟိုပေါ့နော် PLA ကိစ္စမှာပဲကျွန်တော်ကြားရတာဒီလူတူပါပေါ့နော်နိုင်ငံရေးတဲကနည်းနည်းလေးနာမည်ရှိတဲ့လူတယောက်ထုတ်ပြောသွားတာဆိုတော်တော်စိတ်မကောင်းစရာကျွန်တော်တွေ့ရတယ်အဲ့ဒီဟာပါဆို PLA ဆိုတာကွန်မြူနစ်ဒီမုံရအထက်ပိုင်းဆိုတာဒီနယ်မြေကဒါ PLA ဒါကွန်မြူနစ်နယ်မြေအဲ့တော့တကယ်တမ်းထွက်သွားဟိုက NUG ကထွက်သွားမှာPLA ကထွက်သွားကြမလို့ဘူးဆိုတဲ့ဟာမျိုးဒီတော်လိုင်းရေးတပ်ဖွဲ့ရဲ့တော်လိုင်းရေးရဲ့ရေချိန်ကျွန်တော်တို့ရဲ့တော်လိုင်းရေးရဲ့အနေအထားပြီးတော့ဒီလက်ရှိသွားနေတဲ့ trend ကိုဟောပါတော့ဒီအာမနာပဲနေအဲ့လိုမျိုးပြောဆိုလာတာမျိုးတွေနဲ့ပတ်သက်တာကြတော့တော်တော်လေးယူဆိုးတယ်ပေါ့နော်အဲ့တော့ပြောချင်တာဒါမျိုးတွေနဲ့ပတ်သက်တာကိုနေဖုံးလိုက်နေတယ်ဘယ်လိုမျိုးမေတ္တာရက်ခံနေလဲနိုင်ငံဟောပြောတော်လန်ရေးတစ်ခုလုံးစာပေါ့ဗျာနောက်ပြီးတော့ဒီဆေးအာနာရှင်စနစ်အမြင့်ဖြတ်ရေးဆိုတဲ့ကျွန်တော်တို့ရဲ့ဘုံကြီးမှန်းချက်ကိုအမြဲတမ်းတွဲပြီးစဉ်းစားစေချင်တာပေါ့ကျွန်တော်ကအဲ့ဒါကြောင့်ပြောတာလေတချို့တွေကျွန်တော်တို့က local defense force တွေရှိနေတာကိုကျွန်တော်တို့ကအတိမတ်ပြုတယ်လို့ပြောပေမဲ့တစ်ဖက်ကကြတော့ဘလောက်အထိကိုဇလန်းတွေကဆင်လာလဲဆိုတော့ခုန NUG မလိုဘူးတို့ NUG ထွက်သွားတို့နော် NUG ဖြတ်ပလိုက်တို့ဒါတွေကတော်လိုင်းရေးအောင်ပါလားကျွန်တော်ပြောတာဟုတ်တယ် NUG မလိုဘူး NUG ဖြတ်လိုက်ရင်တော်လိုင်းရေးအောင်မယ်ဆိုကျွန်တော်ချက်ချင်းဒီတမန်တော်ကြီးတို့ဝင်းချုပ်ကြီးတို့ကျွန်တော်ချက်ချင်းအကြံပေးမယ်ဆိုလိုတာကတော်လိုင်းရေးအောင်မြင်ရေးဆိုတဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုတွားနေကြတာနော်အဲ့လိုတွားတဲ့အခါမှာဘယ်ဟာကအရေးကြီးလဲဆိုတဲ့ဟာကိုအားလုံးမျက်ခြေမပြတ်ဖို့လိုတယ်နော်ကျွန်တော်ပြောဟုတ်ပြီ local defense force တွေကဲလူဘယ်နှယောက်ရှိလဲဗျာနောက်လက်နက်အင်အားဘယ်လောက်ရှိမလဲပေါ့ပြီးရင်အဲ့ data လေးမှာသူတို့နေမယ်ထိုင်မယ်ပေါ့သူတို့ရဲ့ဒီဆေးအာနာရှင်အမြင့်ဖြတ်ရေးဆိုတဲ့ဒီရီမန်းချက်ကိုဘယ်လိုအကောင့်တဲ့ပုံမှာလဲအဲ့ local defense force တစ်ဖွဲ့တည်းကဘယ်လိုအကောင့်တဲ့ပုံမှာလဲဖော်နိုင်လားဖော်နိုင် NUG မလို့ဆို okay ready ပဲကျွန်တော်တို့ကနော်ဆိုလိုတာကကျွန်တော်တို့ဒီ NUG ဆိုတာကိုဖွဲ့စည်းပြီးတော့လောက်ကင်ဆောင်ရွက်နေတာဒါနောက်ပြီးအခုက NUG တစ်ဖွဲ့တည်းမဟုတ်ဘူးနော်ကျွန်တော်တို့ NUG တစ်ဖွဲ့တည်းမရဘူးအားလုံးပေါင်းဖို့လိုတယ်ဆိုတဲ့စဉ်းစားချက်ယုံကြည်ချက်ကြောင့် SCEF ဆိုတာပေါ်လာတာရှေ့မှာလည်းဒီလိုတွေစဉ်းစားခဲ့ကြတာเนาะကျွန်တော်တို့ကအားလုံးစုဖို့ကြိုးစားနေတာဗျအဲ့လိုစုဖို့ကြိုးစားတဲ့နေတဲ့အထဲမှာတချို့ဆိုပြောတယ် CRPH လည်းမလိုဘူး2008ရမင်းတို့တက်တန်းကလည်းကုံသွားပြီဆိုတာမျိုးပြောတဲ့လူတွေလည်းရှိတယ်အဲ့လိုပဲ NUG လည်းမလိုဘူးသူကသူ local တွေရှိနေပြီဆိုတာလည်းရှိတယ်တကယ်အဲ့ဒါသေချာရဲ့လားပေါ့နော်ပြီးရင်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အဓိကတော့ဗျာကိုယ့်ရဲ့အတ္တမာနတွေပေါ့နော်နောက်ကိုယ့်ရဲ့အယူအဆဒါဒီဟာကိုအောင်ဖို့အဲ့ဒါကိုပဲဥတီကြတာပေါ့နော်နောက်ပြီးတော့ကိုအားပေးတဲ့အဖွဲ့အစည်းဘက်ကရက်တီဖို့ဒါတွေကိုပဲဥတီနေလို့ကတော့တော်လန်ရေးတွေဘာမှအကျိုးမများဘူးဗျကျွန်တော်တို့ကဘာပဲလုပ်ဘာပဲစဉ်းစားဘာတွေပဲထုတ်ပြောဘာတွေပဲထုတ်ရေးတော်လန်ရေးအောင်ဖို့ဆိုတဲ့ကိစ္စကိုဥတီစေချင်တာနော်ဥတီစေချင်တာကျွန်တော်တို့ကတော်လန်ရေးအောင်ဖို့ဟဲ့အောင်ဒီလိုလုံးမှငါတို့တော်လန်ရေးအောင်မှာကွာဆိုရင် okay welcome ပဲကျွန်တော်တို့ကနော်အဲ့တော့ကျွန်တော်တို့တော်လိုင်းအောင်မှုအတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်အုပ်စုကိုဖြိုနိုင်မဲ့အဖွဲ့အစည်းလိုတယ်ဟုတ်ကဲ့ခင်ဗျ local defense force တခုတည်းမှမလုံနိုင်ဘူးNUG တခုတည်းလည်းမလုံနိုင်ဘူးเนาะအဲ့တော့ကြောင့်လည်း SCES ဆိုတာပေါ်လာတာအခုပေါင်းတိုက်ဖို့ကျွန်တော်တို့လုပ်နေကြပြီဒါကကျွန်တော်တို့ကအရှိတရားကိုလက်ခံပြီးအားလုံးပေါင်းကြဖို့ကျွန်တော်တို့လုပ်နေတဲ့အချိန်မှာဒီ local defense force တခုတည်းကိုပဲအတကုံတွေအားပေးပြီးတော့ဒီအဖွဲ့ကရေးကြီးတယ်မင်းတို့ NUG တွားဆိုတာမျိုးကဘာမှတော်လန်ရေးနဲ့မနှီးဆက်ဘူးတော်လန်ရေးအောင်မြင်ဖို့အတွက်လည်းဘာမှအကျိုးမရှိဘူးဒီစကားတွေကနောက်တော့မကြောက်ဘူးဗျာဟုတ်ကဲ့ကျေးဇူးပဲအဲ့တော့နောက်ဆုံးကျွန်တော်မေကွန်းတစ်ခုမေးချင်တယ်ဒါပထမပိုင်းရဲ့နောက်ဆုံးမေကွန်းမှာအဲ့မေကွန်းကတော့ဘာလဲဆိုတဲ့ခါကျတော့နောက်ဆုံးမေကွန်းမဟုတ်နောက်ဆုံးပြောစီချင်တာပေါ့နော်
ပြည်သူလူထုကိုဒီလိုမျိုးအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ဆိုရှင်ပြည်သူလူထုကို social media ပေါ်မှာဖြစ်လာတဲ့ဖြစ်ပျက်တွေဒီမြေပြင်မှာဖြစ်နေတဲ့အနေအထားနဲ့ပတ်သက်လို့ social media ပေါ်မှာဖြစ်လာတဲ့ဖြစ်ပျက်တွေပြီးတဲ့အခါကျတော့တကယ်ဖြစ်နေတဲ့မြေပြင်ဖြစ်နေတဲ့အနေအထားတွေတော်လှန်ရေးအတွက်ဘယ်လိုမျိုးအားပေးစကားပြောခြင်းလဲဘယ်လိုမျိုးစင်ញင်သတိပြုဖို့ပြောခြင်းလဲခင်ဗျအမှန်တမ်းပြောရင်ဗျပြည်သူတွေကချုပ်ပြည်သူအများစုကနားလေတယ်ဗျ silent majority ဆိုတာရှိတယ် online ပေါ်မှာပွဲဖြစ်နေတာလူအများကြီးမရှိဘူးကျွန်တော်သိလားနော်ဒါပြည်သူတွေက silent majority ကတော့ကောင်းကောင်းနားလည်ပြီးတော့သူတို့လှုပ်ရှားရှိတာလုပ်ကိုတောက်လျှောက်ဒါလုပ်နေတယ်ဆိုတော့ကျွန်တော်ကတော့အပြည့်အဝယုံကြည်တယ်နော်ဒါပေမဲ့ဗျအာယုံတော့နောက်တာပေါ့ဗျာသိရမှာအဲ့လိုမျိုးတွေအများကြီးဖြစ်ပြီးတော့အဲ့တော့ပြည်သူတွေအာယုံနောက်အောင်တိတ်မလုံးနဲ့လို့ပဲကျွန်တော်ကအဲ့ချို့ကိုပြောချင်တာနော်အဲ့တော့ပြည်သူတွေအနေနဲ့လည်းအဲ့အာယုံနောက်နေတဲ့ဟာတွေကိုကြော်ပလိုက်ကြော်ပလိုက်အလကားဟိုပေါ့ဗျာအန်တီပြောလိုက်တဲ့စကားဟိုငှားပြော all upset ပဲနော်အလေးနဲ့တော်တွေနော်ကျွန်တော်ပြောအဲ့ဒါတွေကိုကြော်ပလိုက်ဟို Facebook မှာကြော်လို့ရတာရှိတယ် not interest လုပ်လို့ရတယ်နော်တချို့စကားရမ်းအများကြီးပောက်တက်ကြရတွေပဲထိုင်ပြောနေသူ့ကို snoop လုပ်လိုက်နောက်ဆုံးဘလို့မှမရရင်ဘလော့လိုက်ရှင်းရှင်းလေးပဲအဲ့ဒါတွေကဘာမှအကျိုးမရှိဘူးအားရုပ်တယ်နော်ကျွန်တော်တို့ကဒီတော်လန်ရေးကစိတ်ဓာတ်နဲ့လုပ်နေရတာဗျာနော်အဲ့တော့စိတ်ဓာတ်ကြသွားလို့မရဘူးကျွန်တော်တို့စိတ်တွေကအများအားကျွန်တော်တို့ဟိုတယောက်နဲ့တယောက်ဖေးကူပြီးတော့နော်တယောက်နဲ့တယောက်လက်တွဲပြီးတော့တယောက်နဲ့တယောက်အားပေးပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းကိုဆက်သွားအောင်မြေပြင်မှာလည်းလုပ်နေတာအများကြီးเนาะဒါတွေလည်းကြုံရင်ကျွန်တော်ပြောအောင်မယ်ပြီးရင်တော့ကျွန်တော်တို့ကအဲ့ဒါမြေပြင်မှာလုပ်နေတာတွေအပြင်ကျွန်တော်တို့စိတ်ဓာတ်တွေလည်းကျွန်တော်တို့ခိုင်မာနေဖို့လိုတယ်တက်ကြွနေဖို့လိုတယ်เนาะမြဲမြံနေဖို့လိုတယ်เนาะအဲ့တော့ကတယောက်နဲ့တယောက်ဖေးကူရမယ်အားပေးရမယ်အဲ့လိုမဟုတ်ပဲဗျာအခုကျွန်တော်ကြည့်နေလုံးဝ blaming နေကြီးပဲဟိုလူကဟိုလူကိုပြစ်တယ်ဒီလူကဒီလူပြစ်တယ်အချင်းချင်း ဟုတ်ကဲ့ blaming society ဘာမှအကျိုးမရှိဘူးဒေါ်လာရေးအတွက်เนาะအဲ့တော့ပြည်သူတို့ကိုအကြံပေးနေတာကြော်သွားလိုက်ဘလော့ပြစ်တချို့တွေဘလော့ပြစ် unfriend လုပ်ပြစ်ဟုတ်ကဲ့เนาะအဲ့ဒါပဲအကြံပေးခြင်းโอเคโอเคဟုတ်ပြီဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ်အဲ့တော့ဒါလည်းရှင်းရှင်းလင်းလင်းပေါ့တချို့ဟာကြော်ပလိုက်ပေါ့ကြော်ပလိုက်အာယုံနောက်မခံတဲ့ပြီးတော့တကယ်မြေပြင်ရဲ့ဟာအခြေအနေနဲ့တကယ်လက်တွေ့ဆောင်ရွက်နေတာတွေကိုစောင့်ကြည့်လေ့လာမှန်တယ်မှန်ပြီးတယ်ဟိုပါတဲ့အခါကျတော့မှဒါဟိုဖြစ်ပေါ့အဲ့လိုမျိုးအဲ့ဒါလေးနည်းနည်းဖြည့်ပြောချင်တာပေါ့ဗျာဟိုကိစ္စရဲ့တစ်ခုဆိုတာကဗျာကျွန်တော်တို့ bad eye view ပေါ့နော်ဒီငှက်တစ်ကောင်ရဲ့အမြင်နဲ့ကျွန်တော်တို့ကကြည့်နိုင်မှာကိစ္စရဲ့တစ်ခုကိုခြုံငုံပြီးတော့မြင်တာဗျာနော်တစ်ဖက်တည်းကပြောနေတဲ့ဟာကိုနားထောင်အဲ့တစ်ဖက်အမြင်ပဲမြင်မယ်နောက်ပြီးတော့ one eye view ဆိုတာရှိတယ် one ဆိုတာတီကောင်မြေကြီးရဲ့ထွက်လာတဲ့တီကောင်လေးကလှမ်းကြည့်ရင် तू ဘာမှမြင်ရမှာမဟုတ်အဲ့တော့ဘယ်ကိစ္စမဆိုကျွန်တော်တို့ကတစ်ခုခုကိုဝင်တော့မယ်ခံစားတော့မယ်ဝင်ပြီးတော့တစ်ခုခုသုံးသပ်တော့မယ်တစ်ခုခုကိုကပြန်ပြီးတော့ reaction လုပ်တော့မယ် share လုပ်တော့မယ်ဆိုရင်ဒီကိစ္စကို bad eye view ကနေကုံလုံးပြည့်စုံအောင်ကျွန်တော်တို့ကြည့်ပြီးတော့မှအော်ဒီကိစ္စကဒီလိုပါလားဆိုတော့ကျွန်တော်တို့ဒါသုံးသပ်ဖို့လိုတယ်အဲ့ဒါလေးလည်းအကြံပြုချင်ပါတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျကျေးဇူးပဲဒီနေ့ဟိုဟာပေါ့နော်ကျွန်တော်ဆွေးနွေးကြရတဲ့အချိန်မှာအဓိကဆိုလို့ဆိုရှင် LPDF တွေနဲ့ပတ်သက်တာဆိုလို့ဆိုရှင် MOD မှာတိကျတဲ့မူဝါဒတွေရှိတယ်ကျွန်တော်တို့ဖြစ်လာတဲ့ပြဿနာပဋိပက္ခတွေပေါ်မှာဆိုလို့ဆိုရှင်လည်းကျွန်တော်ဖြေရှင်းဖို့အတွက်ကိုကျွန်တော်တို့တိစောက်နေတာတွေရှိတယ်စ조사နေတာတွေရှိတယ်ပြီးတဲ့အခါကျတော့နားလည်မှုရအောင်အတွက်လည်းတိစောက်နေကြိုးပမ်းနေတာ approach လုပ်နေတာတွေရှိတယ်တခုရှိတာကတော့ဘယ်လိုပြောမလဲတော်လိုင်းတက်ဖွဲ့ဆိုတာကကျွန်တော်တို့ကဟိုပါပေါ့နော်တကယ်ကိုဟိုဘယ်လိုပြောမလဲ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကိုတကယ်ကိုဥတည်တဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတယ်ပြီးတဲ့အခါကျတော့ဟိုဟာသူ့အနေနဲ့သူအနေဆုံးတော့သူ့အနေနဲ့သူ COC ရှိရမယ် Code of Conduct တွေကျင့်ဝတ်တွေနားလည်ရမယ် Code of Conduct တွေနဲ့အညီအလုပ်ကိုင်ဆောင်ရွက်ရမယ်ဟိုပါပေါ့လက်နက်ကင်ပြီးတော့ဗိုလ်ချစိုးမိုးတဲ့အဖွဲ့အစည်းမျိုးဖြစ်လာလို့မရဘူးပြီးတဲ့အခါကျတော့လက်နက်ကင်ပြီးတော့ရှင်းပြောရင်ကျွန်တော်တို့ဝါလောက်လိုဟာမျိုးဆောင်ရွက်လာတာမျိုးဖြစ်လို့မရဘူးတစ်ဖက်မှာလည်းကျွန်တော်တို့တော်လိုင်းရေးအတွက်ကိုကျွန်တော်တို့တေးသေးချာချာကျွန်တော်တို့စနစ်တကျနဲ့ကျွန်တော်တို့ဟန်ချက်ညီညီနဲ့တွားနိုင်ဖို့အတွက်ကိုစ조사ဥဆောင်ရွက်နေတာ NUG ကအဲ့လိုမျိုးဥဆောင်ရွက်နေတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်ဆိုတာမျိုးကိုသတင်းစကားပါသွားတယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ပြည်သူတွေအနေနဲ့ကိုလည်းအာရုံမနှောက်ဖို့ပြောသွားတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့ကိုနေဖုန်းလိုက်ကျေးဇူးတင်ပါတယ်ခင်ဗျနော်ဟုတ်ကဲ့ကျွန်တော်တို့နောက်ဒုတိယပိုင်းမှာပြန်တွေ့ကြတာပေါ့နော်ကျေးဇူးပါ thank you ပါ